ဒီနေ့သာသနာတော်နှစ်2550ပြည့်နှစ်လူတော်ဟာဘောဓနာနဲ့1968ခုနှစ်ကြာတော်လမ်းပြည့်နေ့ညာသာလုံမြို့တာမင်မြို့နယ်ရာရီကုန်းရဲ့ဖက်တိုက်ရုံကဓမ္မဒါနလူရှင်များပြည့်ကြတော်သောမတ်လီမယ်မတ်အေးအေးသားမတ်စီစီမယ်လို့ကနေပြီးတော့သမီးလေးမတ်တထာဝီနှစ်နှစ်ပြည့်ဝိနည်းရမြမင်္ဂလာချင်းခါ၌ပူဇော်ရှင်ကျင်းပအပ်သောဓမ္မတပည့်ဝေဟောကြားအပ်သောအသက်ကလေးရဲ့ရှိစီကိုဒီတရားကိုဟောပြပါမယ်ဒီတရားဒီပါလေအသက်ကလေးရဲ့ရှိစီကိုနောက်ကဆက်လိုက်ပါလေဒုက္ခမလေးတောင်ဘုလို့ဟုတ်လားဒါကြောင့်အလုံးတို့တရားတော်ကောင်းတော်ကောင်းတွေကိုဒီကနေ့ညဒီတရားလေးနဲ့ဓမ္မဒါနပြုပါမယ်ဒါကြောင့်တရားတော်ကိုဟောကြားမိမနာကြားမိမှာတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်တော်တရားတော်ရဲ့ဂုဏ်တော်သံဃာတော်မြတ်တို့ရဲ့ဂုဏ်တော်များကိုအာရုံပြုပြီးတော့ရှိခိုးတော်ပူဇော်ကြရအောင်အားလုံးခေတ္တကနာလုံးချီပြီးတော့မြတ်တော်မြတ်ချညီသက်ဆောင်နဲ့ပူဇော်တော်ကြရအောင်ဘုရားလောကေသမုပ္ပါနောဟိတာယသဗ္ဗပါဠိနံဓမ္မောလောကေသမုပ္ပါနောဒုက္ခယသဗ္ဗပါဠိနံသံဃောလောကေသမုပ္ပါနောပုညခေတ္တအနုတ္တရံဣတိနာသစ္စာဝစေနာဒုက္ခိတာဟောတုသာတောဩတော်အရဟတသုသယံဘုဂိုင်းဒုနိုင်မလင်ဂေါရမဘုရားရှင်ကိုယ်မြတ်ကြီးသည်သဗ္ဗပါဠိနံခသိမြတ်စွာတတဝါတို့ဤဟိတာယလောကီလောကုတ္တရနှစ်ပြားသောအစီအပွားလူငါလောကီလူပြေနိုင်ရလောကရအတွင်၌သမုပ္ပါနောကောင်းစွာမသွေပွင့်ထုံးပေါ်တော်မူလာပါ၏ဓမ္မောမလိယံဘုလိယံနိဗ္ဗာန်ပရိယံစွာသောအမြတ်တို့သာစေပါသောတရားတော်မြတ်ကြီးသည်သဗ္ဗပါဠိနံခသိမြတ်စွာသတ္တဝါတို့ဤဒုက္ခယကိုချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံဘုဒိနဘာချမ်းသာဖို့ယံလို့ငါလောကေလူပြေနိုင်ရလောကရအတွင်၌သမုပ္ပါနောကောင်းစွာမသွေဝင်ထုံးပေါ်တော်မူလာပါ၏သံဃောမဂရလေးရောက်ဖလရန်လေးရောက်စွာသောရှေးရောက်သောအရိယာသာတော်မြတ်နှင့်တကားယခုလည်းရှိခြင်းဘောသာတော်ရှင်မြတ်ပေါင်းတို့သည်သဗ္ဗပါဠိနံခသိမြတ်စွာတတ္တဝါတို့ဤအနုတ္တရံအတုမရှိမြတ်စွာသောဘုညခေတံကောင်းမှုမျိုးတို့ဆိုင်ပြုကျင့်ကြရလျာမြေကောင်းသဖွယ်လောကေလူပြေနဲ့ရလောကရအတွင်၌သမုပ္ပါနောကောင်းစွာမသွေပွင့်ထုံးပေါ်တော်မူလာပါ၏ဣတိနာသစ္စာဝစေနာဤသို့လူသာဖော်ထုတ်ပြန်၍ဟောမှာစွာပြောဆိုရသောပရမသစ္စာစကားကြောင့်သာတော်တရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သူတော်စင်တရားနာပိကပေါင်းတို့သည်ဒုက္ခိတာအလေးပြောက်ပြက်စီဝါတလျက်စိတ်ဆက်ရှင်လဝမန္တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြ
ပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းခြင်းစိတ်ဆင်းခြင်းကိုယ်စိတ်နှပါတို့ဆင်းခြင်းစွာသောဆင်းခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေမယာဇာအတ္တလူဝါဒပိပရာနုဝါဒပိဒါနာပိဒုက္ခတိပိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကသာမညုမမိန်တဘုရှိ၍ဆိုရင်မနောကြောင့်ကြဖို့ဆွေငိုတွင်ရင်တို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာဝရနှင့်ဘုဒ္ဓအပ်သောမေတ္တာနဲ့ရှိဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းချမ်းသာတယ်ခံပြီးတော့နေပါမယ်။ဘုရားလည်းအေးပတ်တာဇောင်းထွက်တာလည်းဟောတူတယ်။ပါတရားတယ်နဲ့အသက်ကလေးရဲ့ရှိစေလို့တဲ့ဒုက္ခသက်ကိုအသက်ရှိစေခြင်းလို့ဟုတ်လားအသက်ရှိခြင်းလားတူကြတာအသက်ရှိခြင်းမန္တလေးကိုခိုးရမှလားဘာလို့ရမလဲဆိုတာပြီးတော့မှကိုယ့်ဟာကိုနားထောင်ပြီးသိဟုတ်လားစီယောပညာယရခိယဒနာကံမိနာပါလေဧဝယရောဂောဒုက္ခောဘောရဏကဝသောဣထံစီယောပညာယရခိယဒနာကံမိနာပါလေဧဝယရောဂောဒုက္ခောဘောရဏကဝသောဣထံသာရောနှလုံးပြောင်းပြောင်းသူတော်ကောင်းတို့စီယောမိမိရာထားတဲ့အသက်ဝိညာဉ်ကလေးကိုပညာယအသိအလိမ္မာဉာဏ်ပညာဖြင့်ရခေယကောင်းစွာမသွေးဆောင်ရှောက်ပေးရ၏တဏှာကုသိုလ်ကံလျောက်မိမိတို့ရလာတဲ့စီဝါဥစ္စာယရနာတွေကိုကံမေနာကုသိုလ်ကံဖြင့်ဝါကုသိုလ်ကံကိုဆက်ပြီးတဲ့ဤဖြင့်ရခေယကောင်းစွာမသွေဆောင်ရှောက်ပေးရ၏ယောဤကဲ့သို့အသက်ကိုညာဆောင်ပြီးတော့ဥစ္စာကိုကံဆောင်ပြီးလိုက်ခဲ့သည်ရှိသောဒုမေတေသူတော်အပေါင်းတို့အတွက်အာရောဂောကုသကြောင့်ပြအနာယောဂကင်းရှင်းခြင်းဤ၎င်းဒုက္ခဒီဘဝနဘဝကိုချမ်းသာစိတ်ချမ်းသာဆိုတဲ့ချမ်းသာခြင်းဤ၎င်းဟောဒီမုတ်ချမသွေရရှိနိုင်ပါပေ၏ဒီသစ္စာဟောဤစကားသည်အလုံးကိုမှန်လာပါပေ၏ယောဤသောဣဒာဤအသက်ကိုညာသောဥစ္စာကိုကံဆောင်ဆိုတဲ့စကားသည်ဘောရဏကဝသောရှင်းရှင်းသောသူတော်ကောင်းတို့ရဲ့နှုတ်ကမိမ့်မာတဲ့စကားဖြစ်ပါပေ၏ဣတိသောသူမေသင်သူတော်ကောင်းအပေါင်းတို့သည်တရပံကောင်းစွာမသွေမထိုင်ပါပြီတော့တည်းသေတ္တိပါဠိတွေနဲ့စာလိုက်လို့ဆင်ញင်လို့မသွားရပါနဲ့ဟုတ်လားဒီကဏ္ဍလေးကိုတစ်ပိုက်ချင်းရှင်းအောင်ရှင်းရှင်းလေးပြောပါမယ်ဇီဝကံမေနရခေယဒနံကံမေနပါဠိသိတဲ့ဘယ်နှချက်ဆိုလိုက်ဇီဝကံမေနရခေယဒနံကံမေနပါဠိ
ဒါလေးကိုမြန်မာပြန်ပြီးဇီဝကမိနရခေယထိုတရားဓမ္မပေါသူတော်ကောင်းကြီးရထားတဲ့ဟောဒီအသက်ဝိညာဉ်လေးကိုလူဘဝကြီးမှာအကြာကြီးနေခြင်းသလားခဏလေးနေခြင်းသလားအသက်ရှည်ခြင်းသလားအသက်တိုးခြင်းသလားဘာဖြစ်လို့ရှည်ခြင်းဒီကောက်ပွဲမမိပါဆိုတော့ဇီဝမိမိတို့ရထားတဲ့အသက်ဝိညာဉ်လေးကိုပြိဿလူတိုင်းအသက်ရှည်ခြင်းနဲ့လူတိုင်းအသက်ရှင်ခွင့်ရခြင်းပါလေဒီအသက်ရှင်ခွင့်ရခြင်းနဲ့အသက်ရှည်တဲ့အခွင့်အရေးကိုလိုချင်တယ်ဆိုရင်ရှင်းပညာရှိတွေမိန်လိုက်တဲ့စကားလေးကပညာရအသိအလိမ္မာဉာဏ်ပညာနဲ့ရခေယစောင့်ရှောက်ပေးရ၏အသက်ရှင်ခြင်းနဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့အသက်ကိုဉာဏ်ပညာနဲ့စောင့်ရှောက်ပေးရပါပဲသိတဲ့ကအသက်နဲ့ပါလဲစောင့်တယ်အသက်ရှင်ခြင်းနဲ့ပုဂ္ဂိုလ်တွေဒီအသက်ကိုဉာဏ်ပညာနဲ့စောင့်မှာနောက်တစ်ခုကတဏှာကမေလပါလေမိမိတို့ကုသိုလ်ကံလျောက်ရလာတဲ့စီဝါဥစ္စာယန္တာတွေကိုပြိဿိပျက်စီးခြင်းသလားအမြဲတမ်းတိုးပွားခြင်းသလားအမြဲတမ်းဘယ်သူမှဆိုမတိုးပွားခြင်းတဲ့ပုဂ္ဂိုလ်ပါပါမလားသို့တော်ပြိဿရဲ့တိုးပွားအောင်ကြိုးစားရင်လည်းဆုံးရှုံးပျက်စီးသွားရတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဒါကြောင့်နောက်တစ်ပတ်အဓိပ္ပာယ်ကဓနံကမေနပါလေမိမိတို့ကုသိုလ်ကံလျောက်ရရှိဖြစ်ပေါ်လာတဲ့စီးပွားဥစ္စာတွေအမြဲတမ်းတိုးပွားပြီးတော့အမြဲတမ်းပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝကိုရခြင်းဆိုရင်ကာမေနကုသိုလ်ကံကိုဆက်ပြီးတဲ့နည်းနဲ့ဘာကုသိုလ်ကံတွေကိုမပြတ်ပြုပေးတဲ့အကောင်းကံတွေနဲ့ပါလည်းစောင့်ရှောက်ပေးရ၏စီဝါဥစ္စာတွေရာဟုဂုံသိနေကြတော့အမြဲတမ်းတည်နေခြင်းနဲ့အချိန်အခါဘာမှမရောက်ဘဲနဲ့မပြည့်စည်စေခြင်းဘူးဆိုရင်ကုသိုလ်ကံနဲ့စောင့်ရှောက်ပေးရပါလေစောင့်ရှောက်မှုမျိုးဟာတူရဲ့အသက်ကိုရှင်ရင်ဉာဏ်နဲ့စောင့်ရှောက်ပေးရတယ်ဒီဝါဥစ္စာကိုတည်တတ်ခိုင်မြဲခြင်းနဲ့ဆိုရင်ကံနဲ့စောင့်ရှောက်ပေးရပါလေဒီတော့ဒီကနေ့ညဘာဖြစ်လို့ဒီတရားကိုရွေးလိုက်ရတာလဲဆိုတရားဝဲကထူးထူးဆန်းဆန်းဆောင်းလောင်းသင်းလည်းမဟုတ်ဘူးဘာသိညာသိမှလည်းမဟုတ်ဘူးမွေးသားတဲ့မိဘတွေကနေပြီးတော့သမီးလေးရဲ့မွေးနေ့မှာမွေးနေ့လက်ဆောင်ပေါ်လေဗတ်တဲ့present ပေးတဲ့အနေနဲ့ဘာလုပ်လိုက်လဲဆိုရင်ဓမ္မသဘင်နဲ့ကျင့်ပပြီးတော့ဗတ်တဲ့ present ပေးတာဟုတ်လားကျုပ်ကလည်းထပ်ပြီးတော့ဂုံပြုတဲ့အနေနဲ့ပေါ့ဗျာခင်ဗျားတို့ဘာဖြစ်လို့ဒီတရားရွေးတာလဲဟောဒီတရားဓမ္မပေါင်းတော်တွေဒီကလေးတွေရဲ့မွေးနေ့ကိုအကြောင်းပြီးတော့ဓမ္မသဘင်ပွဲကိုလာတယ်အာလုံးဟောဒီထဲမှာအသက်မရှိခြင်းနဲ့လူဥစ္စာတွေကိုမတည်ရဲတဲ့ပုဂ္ဂိုလ်ပဲတရားမှမပါနိုင်ပါဘူးဟုတ်ရဲ့လားဒါကြောင့်နဲ့ဒီကနေ့အသက်ရှိခြင်းဘာလုပ်ရမလဲဆိုတာလေးကိုဘုရားရှင်တော်မြတ်ဟောကြားတဲ့တရားတွေကနေပြီးတော့ဆွတ်ထုတ်ပြီးတော့စွမ်းနိုင်တဲ့အခြေအနေရသလောက်လေးကိုကြိုးစားပြီးတော့ခေါ်ပြပါမယ်ဟုတ်လားဒီတော့အသက်ရှိခြင်းပြိဿအသက်ကိုဘာနဲ့စောင့်ရမလဲဉာဏ်နဲ့စောင့်ရမယ်ဟုတ်လားဝေကြီးတွေပြည့်စုံခြင်းသလောက်ပြည့်စုံပါစေဆေးရုံစေကန်းကြီးတွေကောင်းခြင်းသလောက်ကောင်းပါစေဘလောက်ပြည့်စုံပါစေဘလောက်အကောင်းတွေနဲ့ကြုံနေပါစေကိုယ့်ရဲ့အသက်ကိုဉာဏ်မပါဘဲနဲ့သာအဲ့ဒီငွေလေးနဲ့ဆရာဝန်တွေကိုသာအားကိုးပြီးတော့နေကြမယ်ဆိုရင်ဘယ်တော့မှအသက်မရှိပါဘူးရှိနိုင်မှာမလားမရှိနိုင်ဘူးလေဒီတော့အာလုံးတို့ဓမ္မပေါင်းသောကောင်းကြီးခေါ်ရယုတ်တရားကြီးရလာတဲ့အကြောင်းရင်းတွေအဘိဓမ္မာဒေသနာတော်မှာရှင်တော်မြတ်ဘုရားဟောကြားလိုက်တဲ့ပါဠိလေးတစ်ပိုက်ကိုနာကြည့်ရအောင်ကာမစိတ်တာဥဒ္ဓအာဟာရောစီတိသတ္တာရိရူပသမုဋ္ဌာနာနိနာမဟောဒီယုတ်တရားကြီးဖြစ်ပေါ်လာတဲ့အကြောင်းရင်းကိုကကာယစိတ်ရဲ့ဥဒ္ဓရဲ့အာဟာရရဲ့
ဒီလေးမျိုးအကြောင်းညီညွတ်ပေါင်းစုံမိလို့ကျွတ်တို့ရထားတဲ့ဟောဒီယုတ်တရားကြီးဖြစ်ပေါ်လာဟုတ်လားပြီးတော့ကံစိတ်ဥဒ္ဓအာဟာရဆိုတဲ့အကြောင်းလေးမျိုးနဲ့ပေါင်းစပ်ပြီးဖြစ်လာတဲ့ဒီယုတ်တရားကြီးဒီအကြောင်းလေးမျိုးအမြဲတမ်းညီညွတ်နေရင်အသက်ရှိခွင့်မရဘူးဒီအကြောင်းလေးမျိုးတွေကတစ်မျိုးဖောက်ပြန်သွားတာနဲ့အသက်ဆုံးရှုံးခွင့်ဆိုတာရောမပေါ်နိုင်ဘူးလားပေါ်နိုင်တယ်ဒါကြောင့်အာလုံးအသက်ရှင်နေရတဲ့ပုဂ္ဂိုလ်ရင်းဖြစ်တဲ့အတွက်ကြောင့်အတ္တကလေးရဲ့ရှိသေးလို့မတ်တောင်လေးကိုခေါ်ပြီးတော့မတ်တောင်ကြီးမှသွားပြီးတော့ထိုင်နေသမ်းမှာအသက်ရှိပါမလားခုလိုရည်သွားနေသမ်းမှာဟုတ်လားရန်ကုန်လူရန်ကုန်ကအချမ်းရောက်ပါပြီနဲ့မန္တလေးကအေးစိတ်နေတာမတ်တောင်ကြီးတညလုံးခိုးနိုင်မှာမဟုတ်ပြန်ပြေးလာဟုတ်လားအဲ့တော့မင်းနဲ့အသက်ရှိခြင်းနဲ့ပုဂ္ဂိုလ်နံပါတ်1ကိုယ်ကိုကံကောင်းအောင်အမြဲတမ်းပြုပြင်ပေးပါလေဒါအသက်ရှင်ရင်နံပါတ်1ပါလို့ရကံကောင်းဟောဒီယုတ်တရားကြီးအသက်ရှင်ဝင်ရနေတဲ့အထက်ကရှိဆုံးကအကြောင်းတရားဒီကုသိုလ်ကံအကြောင်းတရားကြောင့်ပါပဲကုသိုလ်ကံအကြောင်းတရားဒီကောင်းခဲ့တဲ့အတွက်ကြောင့်အာလုံသောဒုက္ခဓမ္မပေါင်းသူတော်ကောင်းတွေလူဘဝဆိုတာရလာတာယုတ်တရားရတဲ့ကကုသိုလ်ကအကောင်းမပါပဲနဲ့ရခဲ့ပါဘူးအတိတ်ဘဝကကုသိုလ်ကအကောင်းတွေရလာလို့ဒီဘဝမှာလူဖြစ်လာလိုက်တဲ့အခါဟောပြိဿလူဖြစ်ခွင့်ရပြီဆိုတဲ့ကကုသိုလ်အကုသိုလ်ခွဲထားပြီးတော့ပြည့်မသွားဘူးလားလူချမ်းသာနှချမ်းသာနိဗ္ဗာန်ချမ်းသာအပင်ငရေစတဲ့မိမိတို့ရဲ့ဘဝမှာကောင်းကျိုးမကောင်းကျိုးတွေကိုထိုင်ပြီးတော့ဆင်ញင်တာတော့မသိနိုင်ဘူးရိုးရိုးလေးပဲတွေးတော့ကိုယ်အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေမရှိဘူးသူတို့မှရောက်တဲ့မျက်စိနာနာလျှာစသည်ဖြင့်ခြေလက်အင်္ဂါပြည့်စုံပြီးတော့တိရစ္ဆာန်ရဲ့ကောင်ရဲ့ဘဝကိုရမနေဘူးဟောကိုယ်ကအသိဉာဏ်ရှိတဲ့လူသားဘဝကိုရတဲ့ကိုယ်အိမ်ကမွေးထားတဲ့ခွေးတွေကြောင်လေးလည်းပဲတိရစ္ဆာန်ဘဝကိုရတဲ့အခါကျတော့အိမ်နဲ့အိမ်နဲ့စားနဲ့စားနဲ့ကာမဂုဏ်နဲ့ခံစားတယ်ပြိဿအတူတူခံစားတယ်အတူတူအိတ်တယ်အတူတူစားတယ်လို့ဆိုတော်လည်းပဲခွေးတစ်ကောင်ရဲ့အသိဉာဏ်သည်တရားနာနိုင်စွာရှိပါဘူး။ကောင်းတာမကောင်းတာကိုခွဲခြားနိုင်တဲ့အသိဉာဏ်ရှိပါဘူး။အဲ့ဒါပဲအိမ်ရှိကခွေးတစ်ကောင်နဲ့ကြောင်တစ်ကောင်ကိုမြင်လိုက်တာအိုးငါရလိုက်တဲ့လူဘဝကံကောင်းလိုက်လေခြင်းဆိုတဲ့ကိုယ့်ရဲ့အတိတ်ကကံအကောင်းကြောင့်ဒီဘဝမှာငါဟာလူသားတစ်ယောက်ဖြစ်လာတယ်ဆိုတာကိုပြန်ပြီးတော့ခေါ်ထုတ်လို့မရဘူးလားရတယ်ဒါကြောင့်အတိတ်ကကုသိုလ်ကံကောင်းပြီးကြောင့်ဟောဒီဘဝကြီးမှာလူဖြစ်ခွင့်ရလာကြတဲ့အချိန်လူဖြစ်ပါရဲ့ကလေးဟောဒီကာယကံဝစီကံမနောကံတွေမှာအကောင်းကြီးဆက်ပြီးတော့မပြုမပြောမကြံရင်ပြိဿရဲ့ဟောဒီကံကဒီဘဝမှာပဲကုန်သွားလိမ့်မယ်ဟုတ်တယ်မလားအတိတ်အကြောင်းကအကောင်းကကိုယ့်ကိုပြစ္ဆုတ်ပံဒီဘဝလူဖြစ်ရပြီဆိုတဲ့ကကံကောင်းတာကျွန်တော်ဘုရားဘာသာနဲ့ဒီကြကံကောင်းတာပါလေဟောဒီဘဝမှာလူဖြစ်ခွင့်ရတယ်လို့လူဖြစ်ရတာလည်းပဲထေရဝါဒဗုဒ္ဓသာသနာရေးထွန်းကားတဲ့ဟောဒီနေရာမှာလူဖြစ်ခွင့်ရပြန်တယ်လူဖြစ်ခွင့်ရတဲ့ဟောဒီနေရာကိုကြည့်လိုက်ကြတော့လေသာသနာထွန်းကားနေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒါနတွေပြုမလားလွယ်လွယ်လေးနဲ့ယူလို့ရတယ်သီလတွေစောင့်တည်မလားလွယ်လွယ်လေးနဲ့စောင့်တည်ကျင့်သုံးလို့ရတယ်ဘာဝနာတရားတွေပွားများမလားရိတ်တာမျိုးစုံဤမျိုးစုံရှိနေတယ်ကံကောင်းကြီးသားဆိုတာကိုယ့်ဟာကိုယ်မသိကြဘူးလားပြီးတော့မလေးကဒီကံကောင်းတွေပေါင်းလာလို့လူဘဝရနေတဲ့ချမ်းသာခွင့်ရနေပါလေခင်နဲ့ဟောဒီမိမိရဲ့ကာယကံမှာအကုသိုလ်တွေနဲ့သာအချိန်ကုန်နေမယ်ဝစီကံမှာအကုသိုလ်စကားတွေသာပြောပြီးတော့အချိန်ကုန်နေမယ်မနောကံစိတ်အကြံမှာအကုသိုလ်လောဘဒေါသမောဟတရားတွေနဲ့သာအချိန်ကုန်နေမယ်ဆိုရင်ကိုယ့်ရဲ့ကံလေးကပြိတ္တိအကောင်းလေးဖြစ်မလားအဆိုးလေးဖြစ်မလားအဆိုးကံကိုပေါင်းပြီးမှတော့ပြိတ္တိအကြောင်းကံမကောင်းတဲ့အတွက်အကျိုးကလည်းအဆိုးပဲလာမှာပဲဟုတ်လားဒါကြောင့်ပြိတ္တိကံကောင်းရင်လည်းအသက်ရှိခြင်းလည်းဆိုလို့ရှိရင်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံမှာအကုသိုလ်နဲ့တွားရမှာလားကုသိုလ်နဲ့တွားရမှာကုသိုလ်နဲ့တွားရမယ်အတိတ်ကကံကတော့တေချာမောက်ကောင်းမနေဘူး
ကောင်းနေလို့လူဖြစ်ခွင့်ရပြီလူဖြစ်ခွင့်ရနိုင်ပြီဆိုရင်ကပြစ္ဆုတ်ပံကံမကောင်းလို့ရှင်ပြိတ္တရဲ့နောက်ထပ်လူဖြစ်မလားဘာဖြစ်လဲကိုယ်ရင်ကခွေးလေးကကိုမွေးလို့ခွေးတကောင်ဘဝမှာချမ်းသာစွာနေရတယ်ကိုယ့်ရဲ့ကာယကဝစီကမနောကအကောင်းတွေကဒီဘဝမှာတစ်ခုမှပြည့်စုံအောင်မရှားတာဘူးဆိုရင်ကိုကြရင်ဘယ်သူကမွေးတဲ့ဘဝကိုရောက်မလဲဆိုတာဒီနှစ်ခုလေးရှင်းပြရင်တော့မထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်ပြိတ္တအတိတ်အကြောင်းကကောင်းရဲ့ပြီပြစ္ဆုတ်ပံအကောင်းကံကိုဆင်းလိုက်အနာဂတ်ဘဝမှာလည်းပဲလူချမ်းသာနဲ့ချမ်းသာမြမချမ်းသာနိဗ္ဗာန်ချမ်းသာဆက်ပြီးတော့ရနိုင်မယ်ပြစ္ဆုတ်ပံဟောဒီလူဘဝကိုရောက်လာတဲ့ကိုလည်းပဲအတ္တတန်ပြည့်အောင်နေအတ္တတန်ကြောင်းနေခွင့်ရဖို့ရအတွက်ကိုယ်တဏ္ဍာမှာကာယကံဝစီကံမနောကအကောင်းကြီးပြည့်စုံဖို့လိုပါမယ်ဟုတ်တယ်မလားကိုယ်ကာယကံကိုယ်တံပြန်ကိုယ်ဝစီကံကိုယ်တံပြန်ကိုယ်မနောကံကိုယ်ထံပြန်ကိုပြုတဲ့ကာယကံဝစီကံမနောကံကပဲကိုယ့်ကိုကောင်းကျိုးလေးပြန်ပြီးတော့ပေးမယ်ဘာကောမကောင်းတဲ့အကုသိုလ်ကာယကံဝစီကံမနောကံကကိုယ့်ကိုမကောင်းကျိုးပြန်ပေးမယ်ဆိုတာကလည်းပဲကျွတ်ဘုရားဘာသာရဲ့ယုံကြည်မှုပဲမဟုတ်ဘူးလားဒါပဲဒီတော့ကျွတ်ဘုရားဘာသာရဲ့ယုံကြည်မှုတရားတရားမှာတော့ကံနဲ့ကံရဲ့အကျိုးပါနေပြီးတော့လက်တွေ့ဘဝမှာတော်တော်များများဟာကံအကောင်းတွေကိုစုနေတာများသလားကံမကောင်းတာတွေစုနေတာများလားအသက်ကြတော့မရှိရင်ဘူးလားဟောအသက်တော့ရှိတယ်အသက်ကလေးရှိတဲ့အတွက်မန္တလေးတောင်ရင်မှာသွားခိုးသမ်းမှာရှိပါမလားမန္တလေးတောင်ရင်မှာပြိဿရဲ့အသက်ရှိဝင်ရအတွက်ဒီဟာလေးနဲ့ကြက်ကြော်နေနဲ့သွားပြီးတော့ထိုင်နေလို့ရှင်မမလားမရဘူးပြီးတော့အသက်ရှိခြင်းနဲ့လူကာယကံဝစီကံမနောကံကောင်းအောင်ဖြူအောင်ဖြောင်းအောင်ကြိုးစားပါဒီနေရာမှာဒုပြိဿကိုနီးလေးတစ်ခုပေးအလုံးသိတဲ့ပုဂ္ဂိုလ်တွေပါတယ်လို့မသိတဲ့ပုဂ္ဂိုလ်တွေလည်းပါနေတယ်ရွှေပြည်သာသနာ့ဝင်တော်ဘုရားကြီးတပါးဖြစ်တော်မူသွားတဲ့တတ်တော်တရားနဲ့နှစ်နှစ်နေတော်မူသွားရတဲ့ရှင်သာဆိုဘုရားကြီးဆိုရင်ကြားမှုတဲ့လူလည်းပါလိမ့်မယ်အကြားမှုတဲ့လူလည်းပါလိမ့်မယ်ရှင်သာဆိုဘုရားကြီးဦးဇင်းတို့နိုင်ငံတော်ပြည်တိသာသနာတက္ကသိုလ်ရန်ကုန်မှာကျောင်းတက်စဉ်ကာလတော်ဆောင်းမမြဲနေရတယ်ခုလိုချမ်းနဲ့ဆောင်းရရနေရတယ်ဆိုဘုရားကြီးတရင်သုံးဖို့ဦးဇင်းတို့စာသင်တော်ရဲ့နောက်ကျောင်းရေကန်ရဲ့ဟိုဘက်ဆောင်လေးရွှေသာစံကြောင်းဆိုပြီးတော့နိုင်ငံတော်ကဆောက်လုပ်ထားတာရှိအဲ့ဒီမှာဆောဘုရားကြီးအရင်ကလာတော့တင်သုံးတယ်ဒီတော့ဦးဇင်းတို့ကဆောဘုရားကြီးတင်သုံးတဲ့အခွင့်အရေးကိုကိုလိုရအောင်ယူမယ်ဆိုတို့ဦးဇင်းအိန္ဒိယမှာကျောင်းတက်နေတဲ့ဦးဇင်းတကယ်ချင်းနဲ့ဦးဇင်းနဲ့နှစ်ပါးညဘက်ဆိုရင်ဆောဘုရားကြီးသွားတယ်ဒီလောက်တက်တော်ဝါတော်ကြီးအဲ့တော့ဆရာတော်ကဘာရှိပြီလဲကိုယ်စိတ်နဲ့ရှင်းနေဆိုတက်တော်ဝါတော်လည်းကြီးရနေတယ်အဲ့ဒီချိန်တုန်းကနိုင်ငံတော်မှာလူကြီးဖြစ်တဲ့ဥသောမောဥပင်းညွန်းတို့အကုန်လုံးနဲ့လာပြီးတော့ကိုယ်ွယ်ဝင်ထွက်နေတော့တို့လိုပါတိပါချက်ကိုလိုလေးတွေသွားတွေ့လို့လက်ခံပါမလားမသိဘူးဆိုပြီးတော့မဟုတ်မရဲနဲ့ညနေပဲဘုရားရှိခိုးပြီးတဲ့အချိန်လေးဆိုရင်သွားကြတယ်ပြီးတော့ဘုရားရှိမှအဲ့ဒီအချိန်ကျရင်ဧည့်သည်မရှိတော့ဦးဇင်းတို့ကခမ်းပေါက်လေးကချောင်းကြည့်တော့ဆိုဘုရားနှုတ်ဆက်တယ်ကိုလိုလေးဘာကိစ္စလဲဟောအဲ့ဒီမှာငါဝန္တာအာရနဲ့ဥချဆရာတော်ဘုရားလို့တပည့်တော်တို့တတ်တတ်လာခူးတာပါဗျာလို့အေးလို့ပြောဘယ်တန်းတန်းလေးနဲ့ဘုရားလေးမေးလိုက်တာ哦ဆိုဘုရားကောင်းကောင်းစကားပြောတာပါလားအဲ့ရဦးစင်းကရှောက်တယ်ဆရာတော်ဘုရားလို့ဆရာတော်ကလက်တိုင်းပေါ်ကနေခြေတော်လေးကျွေးလောင်းချပြီးတော့စကားပြောတယ်ဆရာတော်ဘုရားရဲ့ခြေအစုံကိုခေါင်းနဲ့တက်ပြီးတော့ဥချခြင်းနဲ့ဘုရားလို့တပည့်တော်တို့စင်ထဲမှာအေးချမ်းလိုက်တာဆိုမချပါနဲ့ဦးစင်းလေးဒီတိုင်းလေးပြည့်စုံပါပြီအရှင်ဘုရားလည်း229သွယ်သိက္ခာပုဒ်ထမ်းနေတာတပည့်တော်လည်း229သွယ်သိက္ခာပုဒ်ထမ်းနေတာနှစ်ကြီးလို့ဝါကြီးသွားတာပဲရှိပါတယ်အရှင်ဘုရားမှာလည်းအရှင်ဘုရားရဲ့ဣဒ္ဓသမารိပညာအများကြီးပဲဟဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်တွေရဲ့နှလုံးသားဘလောက်များဝမ်းမြောက်ဖို့ကောင်းအဲ့တော့ဆရာတော်ဘုရားရဲ့စကားလေးပြောဆရာတော်ဘုရားလို့တတ်တော်98နှစ်နဲ့ရှိပြီဆရာဘုရားရဲ့ကျမ်းမာရေးကလည်းဒေါင်းတော်ကြီးကောင်းနေတဲ့အတွက်တပည့်တော်တို့ကိုအသက်ရှည်ဖို့ရအသက်ရှည်နေရဖို့ရအတွက်ဆရာတော်ဘုရားရဲ့အကျင့်စရဏအရှင်ဘုရားရဲ့ကျမ်းမာရေးစောင့်ရှောက်မှုတွေမိတ်ရတော့မူပါဆိုတော့ဆရာတော်ဘုရားကြီးကပြောနေရှိပြီးသားတွေပါတဲ့သိပြီးသားတွေကလိုက်နာဖို့ပဲလိုပါလေ။ဘာမှပြောမှာပါလေဟုတ်လား။နောက်တော့မှဆရာဘုရားကြီးကဒီသာလေးကိုရုပ်ပြတယ်။တပည့်တော်တဲ့မြတ်စွာဘုရားမိတ်နဲ့ဒီအတိုင်းပဲ
ယုတ်တရားကြီးဖြစ်ပေါ်လာတဲ့ဒီအကြောင်းလေးမျိုးကြောင့်ဖြစ်ပေါ်လာတဲ့အတွက်ယုတ်တရားကြီးတည်တတ်အသက်ရှင်ခွင့်ကြာကြာရမ်းဖို့ဆိုရင်လည်းဒီအတိုင်းနေမှငါဖြစ်မယ်ဆိုပြီးတော့တပည့်တော်ဟာတဲ့အခု68နဲ့ရှိပြီငါဆရာတော်ကြီးတပါးပဲအိတ်ရှင်တဲ့ချင်းအိတ်နဲ့နေခြင်းမလို့နေမယ်ဆိုတဲ့စိတ်တပည့်တော်လုံးဝမရှိဘူးမနမိုးလေးရင်တပည့်တော်အိမ်ရစောစောထ၄နာရီထကျင်ငယ်ချင်းကြီးဆွပြီးတော့၄နာရီခွဲခြေလက်တန့်တင်ပြီးရင်ဘုရားကန်းထဲကိုဝင်ပြီဘုရားကန်းထဲဝင်နေတောက်တော်ကြီးကိုကိုယ်တိုင်လေပန်းလေးတွေကနန်းနန်းဆန်းဆန်းရှိတယ်အဲ့ဒီပန်းအိုးလေးတွေရေလဲပြီးတော့ပန်းလေးတွေကိုပြန်ကတ်တယ်မလန်းမဆန်းမရှိရင်တော့အသားလေးပန်းအိုးလေးအပြင်ထုတ်ထားလိုက်တယ်အဲ့တော့ဝေယဝိသကုသိုလ်ကိုတပည့်တော်ကငါအထက်မှာဘုရားရှိသေးတယ်ငါဘုရားကြောင့်ဒီလိုနေရတာငါတို့ကိုယ်ကိုယ်ရဘုရားကိုငါအဲကဝစီကံမနောကကုသိုလ်နဲ့မိုးလင်းတဲ့ကရအောင်ယူမယ်ဆိုပြီးတော့မြတ်စွာဘုရားရဲ့ဝေယဝိသတောက်တော်ကြီးလဲပြီးတဲ့အခါဘာမှလုပ်စရာမရှိရင်ရက်တော်ကြီးနဲ့ဆောင်းတဲ့တပည့်တော်မြတ်စွာဘုရားကိုရက်ခတ်ပေးပြီးတော့ဟာတဲ့ကာယကံကုသိုလ်တော်ငါကျင့်တတ်ပြီဆိုအဲ့ဒီမှာမြတ်စွာဘုရားရှိမှထိုင်အနေကစားတင်စသည်ဖြင့်ရုပ်ဖတ်ပြီးတော့ဝစီကံကုသိုလ်နဲ့ကျင့်လိုက်တာပရိသေပဋ္ဌာန်းနေရုပ်ပွားပူဇော်ပြီးတဲ့အခါမှာစိတ်ကိုငြိမ်းချမ်းသွားအောင်မြတ်စွာဘုရားရှိမှထိုင်ပြီးတော့ကိလေသာငြိမ်းခြင်းနဲ့ဝိပဿနာတရားကိုတပည့်တော်ထိုင်ပွားလိုက်တယ်6နာရီခွဲမှဘုရားကံကနေထွက်တယ်။ဒီပရိသတ်သက်တော်ဘယ်လောက်ရှိပြီလဲ68နဲ့သက်တော်68နဲ့ရွယ်တော်ရောက်နေတဲ့မထေမြတ်ကြီးကပါရွှေကျင်ကိုင်းကြီးကိုကြည့်မယ်ဆိုရင်လည်းကဏ္ဍဓိပတိထိုင်ချုပ်ဆရာတော်သာသနာနဲ့ကြည့်မယ်ဆိုရင်လည်းသရောဘုရားနဲ့ကြီးတဲ့ပုဂ္ဂိုလ်ကမရှိသလောက်ကြီးရင်တဲ့ဆရာတော်ကိုယ်ဘဝအသက်ရှင်ခွင့်ရမှုအတွက်မိုးလင်းတွေကဘုရားရှင်ရှိမှာဘုရားကျောင်းဆောင်ရှိမှာကာယကံဝစီကံမနောကံကိုပြင်မနေဘူးလားပြင်နေတယ်အဲ့တော့ကိုတော်လေး6နာရီခွင့်ဘုရားကထွက်လိုက်တာနဲ့တနေ့တော့ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချသွားတယ်ငါဟာဒီနေ့အကုသိုလ်ကံကြောင့်ဘယ်တော့မှမတည်တော့ဘူးလို့ယုံကြည်စိတ်ချတဲ့စိတ်သက်ခိုင်တဲ့စိတ်တွေဝင်သွားပြီဟုတ်လားဒါကြောင့်အာရုံတို့လည်းမမပူတော်ကောင်းတယ်အသက်ရှိရှိနေခွင့်ရခြင်းနဲ့ဆိုရင်အဲ့ဒီလိုကာယကံဝစီကံမနောကံပြင်းတဲ့အခွင့်အရေးလူတိုင်းမရနိုင်ဘူးမိမိတို့ရဲ့အိမ်ဥက္ကမထားတဲ့ဘုရားကျောင်းတော်ကြီးကိုလူတကာနိုင်ကြည်ညိုဖို့အလှပြဖို့ကိုလည်းပဲပြုံးပြုံးနေတဲ့ဘုရားကိုဖုံးပေးပါလို့ပြောရင်းနဲ့ကိုယ်ွယ်ဘိုးတော်ကထားမယ်ဆိုရင်ပြိတ္တိအဝေးကြီးပဲအသက်ရှင်ခွင့်ရလိမ့်မယ်ဒီတော့ပြောနေတာကအသက်ရှင်ခွင့်အသက်ရှည်ခွင့်ရနေတဲ့ပုဂ္ဂိုလ်ဒီကိုယ့်ရဲ့ကာယကံဝစီကံမနောကံကိုနေ့စဉ်နေ့တိုင်းပြုပြင်ပေးဖို့မလိုအပ်ဘူးလားတတ်တော်68နှစ်ရှိနေတဲ့ဆရာတော်ဘုရားကြီးတော်မှာပြုပြင်မပြပါဘူးလားအေးဒါကြောင့်သိတဲ့မိုးလင်းလို့မှန်မှန်လေးနေကြည့်တာ4နာရီထပြီးတော့ဘုရားရှိခိုးတဲ့လူဒီထဲမှာဘယ်နှယောက်ပါဟမ်4နာရီတို့ရင်တပည့်တော်တို့ဘုရားရှိခိုးဝင်နေနေတာအိမ်မက်တော်မှာမတ်လို့ကောင်းလို့မှာအခုလိုရာဒီများရောက်လာပြီဆိုရင်တော့ပြေးလို့ကောင်းလိုက်တာ9နာရီတောင်မှမိုးမနေနေဘူးလို့ထင်အောင်ပါပြီးတော့အသက်ကြတော့ရှည်ခွင့်ရခြင်းနဲ့ရှင်ခွင့်ရခြင်းနဲ့ကိုယ့်ဘဝရဲ့တရက်ကမိုးလင်းတဲ့အချိန်မှာကိုယ့်ရဲ့ကာယကံဝစီကံမနောကအကောင်းဘာရှာလို့ရတယ်လေဆိုတော့ကဲပရိသတ်ဘာပြောဘာမှမပြောစရာမရှိတော့ကာယကံလည်းအကောင်းရှာမရဝစီကံလည်းအကောင်းရှာမရမနောကံလည်းအကောင်းရှာမရဘူးဆိုရင်ပရိသတ်ရဲ့အသက်ရှည်ခွင့်ကြတော့လူချင်းနဲ့အသက်ကြတော့ရှည်ခြင်းနဲ့ကအကောင်းလေးမှမပြင်ဘူးဆိုရင်ရှည်ပါမလားသူများအိမ်သွားစရာလိုသလားရွှေတကုံကိုသွားနေစရာလိုသလားဘုရားကဘယ်မှာစောင့်နေလဲဟောဘုရားကအိမ်ဦးကားနေပြီးတော့သူတို့ကတ်တဲ့အာယုံဆုံးနဲ့ဖုံးပေးရမှစားရမယ်ဆိုရင်တော့သွားပြီးကျွတ်လို့ဘုရားအာယုံဆုံးရောက်တဲ့လိချောနေရမှာပါစအားပြီးတော့ဟမ်မနက်ကင်းစောစောမှာပြိတ္တရဲ့ဘလောက်ပဲပင်မနွမ်းနေပါစေအိယာကမင်္ဂလာရှိတော်ဘုရားတရားကံကယနာ3ပါးနဲ့စက်တဲ့ကာယကံဝစီကံမနောကံကုသိုလ်လေးတွေရအောင်ယူလိုက်မယ်ဆိုရင်တဲ့ပြီးတဲ့အခါကျတော့ပြန်အိတ်ဖို့အိတ်လို့ရတာပဲတိုးတော်ပြိတ္တအဲ့ဒီအချိန်လေးတနာရီလောက်ပြီးလိုက်တဲ့ကုသိုလ်ကံကိုယ့်ရဲ့တရားတာအတွက်စိတ်ချယုံကြည်တဲ့စိတ်တိုက်ကိုဝယ်မသွားဘူးလားဒီဒါကြောင့်အသက်ကလေးရဲ့ရှည်စီလို့မန်းတောင်ရင်မခုံနဲ့ဘယ်နဲ့4နာရီထားပြီးရင်ဘုရားအရေးကိုခုံပြီးတော့ကာယကံဟောဝေယဝိဇ္ဇကောင်းမှုတွေမြတ်စွာဘုရားနာမှာမရှိဘူးလား
ရေတော်ကတ်လို့ရတယ်ပန်းတော်ကတ်လို့ရတယ်ဘာမှလုံးစရာမရှိဘူးဆိုရင်တတ်တော်တင်ကြဘုရားလိုပါပဲအေးရက်တောင်လေးတတ်လက်လေးနဲ့မြတ်စွာဘုရားကိုရက်ခတ်ပြီးရင်တော့မရဘူးလားမခတ်လို့မရဘူးအခုမီးရမနဲ့မွန်းနဲ့မောင်းနဲ့ပြစ်တင်ကြတယ်ဟုတ်လားပန်းကနဲ့တော့ပူဇော်လို့မရဘူးကိုယ်တိုင်ကလည်းကြမြောက်ရဟုတ်လားအဲ့တော့ပြိတ္တအသက်ရှင်ခြင်းကံကောင်းအောင်လုပ်ပါကံအကောင်းဆိုတာပြိတ္တရဲ့ဘု து ကံအကောင်းဘု து ကံအကောင်းကံကောင်းနေတာမတူဘူးဟောကံကောင်းနေတာတော့ကိုယ်ပဲကိုယ်ကံကောင်းဖို့အတွက်ဘယ်သူလုပ်ရမှာကိုယ်ပဲလုပ်ရမယ်ဟောဒီကနေ့ကျတော့သမီးလေးသူလည်းမှတ်သက်ထားတယ်တတ်ထားဦးကြတော့သူ့ကံကိုသူပြင်လို့ရတယ်သိရဲ့မသိဘူးဟုတ်လားအဲ့ဒါလေးကိုပြောကြတယ်ဒီနေ့အားလုံးသောဟောဒီဓမ္မသဘင်ဝိမဆင်တွေကြွလာတဲ့တို့ဓမ္မပေါင်းတော်ကောင်းနေအိမ်မှာသားငယ်ငယ်သမီးငယ်ငယ်လေးတွေရှိနေမယ်ညီငယ်ငယ်လေးတွေရှိနေမယ်ကိုသားသမီးမြေးလေးတွေကိုတကယ်ချစ်တယ်တကယ်မြန်လို့တယ်တကယ်စုံမတ်တယ်ဆိုရင်ဟောဒီမြေကလေးတွေလည်းပဲလူဘဝရောက်တာပြိတ္တိကံကောင်းလို့ရောက်တာလားကံမကောင်းလို့ရောက်တာလားအတိတ်ကံကောင်းတာတော့သိကြမနေဘူးပြစ္ဆုတ်ပံကောင်းမှုကြတော့ဒီမတ်သက်ထားဦးလေးဟာကိုယ်တိုင်ကံကိုပြင်လို့ရတယ်မပြင်နိုင်သေးဘူးအမေပင်ခေါ်ရင်လာမယ်အမေပင်ကျွေးရင်စားမယ်အမေပင်သွားရင်လိုက်မယ်ဒီလောက်လေးပဲသိသေးတဲ့ဒီကလေးရဲ့ဘဝကြတယ်ဟောဒီကနေ့မိဘတွေဖြစ်ကြတယ်ဟုတ်လားမိခင်တွေဖြစ်ကြတဲ့ပုံကိုယ်တွေကနေပြီးတော့သမီးလေးရဲ့ဘဝပြစ္ဆုတ်ပံကံအကောင်းကြီးရဖို့ရအတွက်ကံကိုညှင့်ပေးလိုက်တဲ့ကံကိုပြင်ပေးလိုက်တဲ့ဝဲဆိုဒီတရားဝဲကပုံမှန်မသွားဘူးဒီတော့အာလုံးကိုသားသမီးကိုတကယ်ချစ်တယ်ကိုမီးကိုတကယ်ချစ်တယ်ဆိုချစ်ရရောက်ဖို့ရအတွက်ဒီကလေးလေးတွေမပြင်းတတ်မသိသေးတဲ့ကုသိုလ်ကံတွေကိုမိဘနှစ်ပါးညီကိုမောင်နှမတွေကနေပြုပြင်ပေးရတယ်ဟုတ်လားအဲ့ဒါဘုရားဟောစစ်စစ်ဘုရားဟောလမ်းကြောင်းစစ်စစ်ဟုတ်လားဘုရားလို့ဆိုတာနည်းနည်းလေးတော့ထည့်လိုက်အောင်ဒီနေ့ဘုရားဘာသာဝင်တွေလုပ်နေတဲ့အဲ့ဒီဝိနည်းကုသိုလ်ဆိုတဲ့အထက်မှာကလေးလေးတွေရဲ့ဝိနည်းကိုမိဘနှစ်ပါးကပြင်ပေးတယ်ဆိုတဲ့ကုသိုလ်ကံဟာမြတ်စွာဘုရားလက်ထက်ကလေးကရှိပြီးသားပဲဟုတ်လားဘုရားရှင်လက်ထက်တော်ကအာယုဝဒနာသတုသားဆိုတာပြောလိုက်ရင်တော်တော်များများဘာသာရေးနဲ့ရင်းနှီးတဲ့လူတွေသိတယ်အာယုဝဒနာသတုသားရဲ့ဇလာမိဘနှစ်ပါးကကိုယ်သားလေးကိုကံကောင်းအောင်လို့ကံကိုပြင်ပြီးစောင့်ရှောက်ပေးတဲ့ဇလာပဲဟုတ်လားအဖေကလည်းပဲယသိလူတွေဘုန်းကြီးလူတွေတော့မဟုတ်ဘူးနော်ယသိလူတွေဟုတ်လားသူတို့ကတော့ယသိအကျင့်ကလည်းအောင်းဖို့ကောင်းတယ်ယသိကျင့်လိုက်တာတဲ့အဲ့ဒီယသိကနှစ်40လောက်ယသိဘဝနဲ့နေလိုက်တဲ့အခါကျတော့သူ့မှာနှစ်40စာပေရထားတယ်ပေါ့ဟုတ်လားယသိကနှစ်40ရထားတဲ့အခါကျတော့အချိန်ညာတဲ့အခါကငါဒီဘဝတော့မပြောတော့ဘူးလူထွက်မယ်ငါကျင့်ထားတဲ့အကျင့်တွေကိုတော့ငါပြန်ရောင်းစားရင်တော်ရနေပြီဆိုဟောသူတို့ဘာသာနဲ့သူတို့ရဲ့ယုံကြည်မှုကြားထဲမှာကျင့်ထားတဲ့အကျင့်ကိုရောင်းစားလို့ရတယ်ခုခေတ်လိုပြောရင်တော့ဝါကိုရောင်းစားလို့ရတယ်ပေါ့ဗျာဟုတ်လားယတိရအဲ့တော့သူကျင့်ထားတဲ့အကျင့်တွေကိုတတိတွေနဲ့ရောင်းလိုက်တာအောင်မယ်နွားအကောင်တရားနဲ့ပိုင်ဆိုင်တဲ့တတိဘဝကိုချက်ချင်းရသွားတယ်ဟုတ်လားကျတို့များအဲ့လိုရောင်းလို့ရမယ်ဆိုတော့ဟုတ်ပြီဟုတ်လားရဟန်းဘဝမှာနှစ်20 23ဝါရတာကိုရင်ဘဝ9နှစ်သားနဲ့ပေါင်းလိုက်လို့ရှိရင်လားနှစ်30ကျော်စာပေကညာဝင်မဲ့လို့ရှိရင်ဒါလည်းမှာရောင်းနေတော့ဟုတ်လားအဲ့တော့ယသိရသူရောင်းလို့ရတဲ့အကျင့်ရောင်းလို့ရတဲ့ဝတ္ထုငွေပြည့်တဲ့လူထွက်ပြီးတော့အိမ်တော်ပြုလိုက်တာပါဠိတရားမွေးတယ်ဘုရားဘာသာတော့မဟုတ်ဘူးဘုရားရဲ့အဆုံးအမကိုခံယူတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးသို့တော်လည်းပဲသူနဲ့အတူတူကျင့်ပေါ်ကျင့်ပတ်ယသိကတော့ယသိဘဝမှာနေခဲ့တဲ့ပါဠိတရားရတော့ယသိဆိုတော့လည်းပဲလောကီဇာအပင်ကြီးရကြတဲ့ပုဂ္ဂိုလ်တွေများတယ်ပုခေတ်ကပုဂ္ဂိုလ်တွေဒီတော့ပါဠိရဲ့မိဘနှစ်ပါးရဲ့သွားတော့အဖေကလည်းဥချအေးအသက်ရှိပါစေနာကျင်ပါစေကျမ်းပါပါစေအမေကဥချဟဲ့အသက်ရှိပါစေနာကျင်ပါစေကျမ်းပါပါစေဆုပေးပြီးတော့သူတို့သားလေးနဲ့ဥချလိုက်တော့ဒီအတိတ်ကဘာဆုမှမပေးတော့သူငယ်ချင်းရဲ့အတိတ်ကဆုမပေးတော့ငယ်ချင်းလည်းဖြစ်နေတော့ဖာအရှင်းမရတပည့်တော်တို့နှစ်ယောက်ကျတော့အသက်ရှိအနာကျင်ကျမ်းပါပါစေဆုပေးပြီးတော့တပည့်တော်တို့သားလေးကျတော့ဘာလို့ဒီဆုမပေးတာလဲတပည့်တော်တို့ကမပေးရင်ဒီပါကတော့တပည့်တော်တို့သားလေးကိုဒီဆုပေးစမ်းပါလို့တောင်းတော့ယတိကဇံပင်ရင်နဲ့တကုန်းနဲ့သိနေဟာမင်းသားကဆုပေးလေအသက်မရှိဘူးကွာတဲ့နောက်9ရက်ပြည့်မင်းသားနတ်ဘလူးတကောင်စားတာခံရပြီးတော့အသက်သေးသေးနဲ့ဆုံးရှုံးနေတယ်ပြီးတော့မင်းသားကဆုမပေးဘူးဆိုတော့ဟာယတိစိတ်ကူဟာအရှင်မရဒါဆိုရင်တပည့်တော်သားလေးကနောက်9ရက်ပြည့်သေတော့မှာပေါ့ဆိုတော့
ကဲသာသမီသိမယ်ဆိုတော့မိဘရင်ထဲမှာခံစားနိုင်တော့မခံစားနိုင်တာအရှင်ပြဖေးပါဦးတပည့်တို့ဘယ်လိုလုပ်ရင်ကောင်းမလဲဘယ်လိုလုပ်ရင်အသက်ရှင်မလဲဆိုတော့ယသိကသိမှာကိုတော့သူသိအသက်ရှင်အောင်လုပ်တယ်လို့သူမှမရှိအေးငါတော့မတက်နိုင်ဘူးကွာငါတို့နဲ့အာသာဝါဒအယူဝါဒမတူတော့လည်းပဲသူအကျင့်နဲ့သူရှိပြီးတော့သူလည်းပဲတကောအိဒီမှာပြည့်စုံနေတဲ့ဂေါရမမြတ်စွာဘုရားရှိတာပဲမင်းသူ့သွားကြော့ပြီးတော့မင်းရင်မေ့ကြည့်ပေါ့ဆိုဟာမတက်နိုင်ဘူးငါတို့ဘာသာဟုတ်ဟုတ်မဟုတ်ငါတို့ကိုယ်ွယ်တဲ့ဘုရားဟုတ်မဟုတ်ငါသားလေးတို့သိလို့မဖြစ်ဘူးဆိုပြီးတော့ယသိလူပဲလည်းမရကျောင်းတော်ကိုအရောက်သွားပြီးတော့မြတ်စွာဘုရားကိုဥချတယ်ဆိုတော့လည်းပဲအဖေမေဥချတဲ့အခါကျတော့အသက်ရှင်နာကျင်ကျမ်းပါပါလေဆုပေးတယ်သားလေးကြတော့ဆုမပေးဘူးအဲ့တော့ယသိလူတော်ကလည်းသုံးသောအတိုင်းပြီးတယ်ဘုရားလည်းသုံးသောအတိုင်းပြန်ပြောတဲ့အခါကျတော့ဟာမြတ်စွာဘုရားကအေးမင်းကငါဘုရားခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုရင်တော့မင်းသားလေးဟာအသက်ရှင်ခွင့်ရနိုင်တယ်လို့ဖိတ်တော်တယ်လုပ်ပါမယ်ဗျာအရှင်ဘုရားခိုင်းတဲ့အတိုင်းလုပ်ပါမယ်ပြောတာပြောပါဗျာဆိုတော့သားဇောကတ်လာတော့ပြိဿရေဂေါရမတွေရောဂေါရမဟုတ်တာမဟုတ်တာတွေခွင်းနိုင်နေရမိဘရဲ့မေတ္တာအဲ့ဒီနေရာမှာတစ်ခွက်ယူလို့ရတယ်ဟုတ်လားကိုယ်သားလေးအသက်ရှင်ဝေးရမယ်ဆိုရကြကြတော့မိမိတို့ရဲ့အယူဝါဒမတူတဲ့ဂေါရမမြတ်စွာဘုရားရဲ့အခမ်းတော်မှာတော့မှဒုတုပ်ပြီးတော့လက်အုပ်ချပြီးတော့အသက်ရှင်ဝေးရဖို့ရအတွက်နိခံလို့လာရပြီဒီတော့တကားနဲ့မြတ်စွာဘုရားဩဝါဒနားထောင်လိုက်တော့အေးမေအိရှင်မမန္တထိုမန္တအလယ်မှာခုခေတ်လိုပြောရင်ခရင်တလုံးချမေတ္တာလေးကိုအဲ့ပေါ်မှာနေခိုင်းပါတဲ့9 ရက်လုံးလို့ဒီပေါ်မှာပဲနေဒီပေါ်မှာပဲစားဒီပေါ်မှာပဲအိတ်အေးအဲ့ဒီဘေးပတ်မဲ့လည်းမှာငါဘုရားကနေပြီးတော့တန်ဃာတော်အရှင်မြတ်တွေလွတ်ပေးမယ်သူ့ကိုဝိုင်းရံပြီးတော့အရာအန္တရာယ်ကင်းတဲ့ပရိတရားဒေသနာတွေနဲ့ရွတ်ဖတ်ပူဇော်ပေးမယ်ဆိုစီမံလိုက်တာယနေ့လည်းအိမ်များအများစီမံပြီးတော့မြတ်စွာဘုရားကတန်ဃာတော်အရှင်မြတ်တွေလွတ်ပေး9 ရက်လုံးဒီသားလေးကိုဝိုင်းရံပြီးတော့ပရိတရားဒေသနာတွေရွတ်ပွားပေးလိုက်တာ9 ရက်ပြည့်တဲ့နေ့ကျတော့စားခွင့်ရတာလေဘလူကလည်းဗိမာန်ကနေထွက်ဟာဟာဒီနေ့တော့ငါလူသားစားရတော့မယ်သားကတော့လူလူဖက်ဖက်လက်လက်ညီညီရဲရဲဒီသားလေးကစားခွင့်ရတော့မယ်ဆိုပြီးတော့ဝမ်းသာအားရနဲ့ထွက်တာအဲ့ဒီမှာထူးခြားတာကလည်းဒီနတ်ကလည်းပဲ9 ရက်ပြည့်တဲ့နေ့အထိပဲဒီနတ်ဘလူကစားခွင့်ရှိတယ်9 ရက်ကျော်သွားရင်သူ့ပါမစ်ကကုန်သွားလို့စားခွင့်မရှိတော့ဟုတ်လားဒီတော့မြတ်စွာဘုရားကရွတ်ခိုင်းတဲ့တန်ဃာတွေလည်းရွတ်တန်ဃာတော်အရှင်မြတ်တွေပရိတရားဒေသနာရွတ်လို့9 ရက်ပြည့်တဲ့နေ့ကျရှင်တော်မြတ်ဘုရားကကိုယ်တိုင်ကြွပြီးတော့ရွတ်အောင်ဒီတော့တန်ဃာတော်အရှင်မြတ်တွေ9 ရက်တိုင်လည်းပရိတရားတွေနဲ့ရွတ်ပွားပူဇော်နေတဲ့အတွက်ခေါဒီသားလေးမှာအရရေကကာကွယ်စပြုလာပြီး9 ရက်ပြည့်တဲ့အချိန်ရှင်တော်မြတ်ဘုရားကိုယ်တိုင်ကြွလာတဲ့အခါကျတော့မြတ်စွာဘုရားကြွပြီဆိုရင်အခါနဲ့တလောကလုံးမှာရှိကြတဲ့လူနဲ့ပြမတတ်တော်အကုန်လုံးကြားသမျှသိသမျှတွေကဘုရားတော်ဒီနေ့တရားဟောတော်မူတရားနာအောင်သွားကြအောင်ဆိုပြီးတော့တရားနာဖို့ရင်သွားကြတဲ့အခါတရားပြမနတ်တွေပါလေအဲ့ဒီယသိလူတွေရဲ့အိမ်မှာတရားနာလာလိုက်တာတကိုးကြီးတဲ့နတ်တွေနာတော့နောက်တကိုးနေတဲ့နတ်တွေနောက်ဆုံးဆုံးသွားလိုက်တယ်နတ်ပရိသတ်ကြီးကစัจ java လာကတိုင်းဆုံးခံပြီးအထိရောက်သွားတော့ခုနကဘလူလည်းပဲစားမယ်ဆိုပြီးတော့သူ့ဗိမာန်ကထွက်လာတဲ့ဟာရှင်းမှာပရိသတ်တွေများလာပြီလားဟာဘာများလုပ်နေကြတာတော့ပေါ့နောက်တော့မှပရိသတ်သူ့ရှိကတကိုးကြီးတဲ့နတ်လေးကြီးပဲဆိုသူရှိတိုးလို့ကိုမရအဲ့ဒီမှာနတ်ယသိလူတွေအိမ်ကိုလာဖို့နေနေတာဒီနတ်ပရိသတ်ကိုရှေ့မတိုးနိုင်တာနဲ့ချင်းချင်းလက်ပြက်ကြတယ်ဘလူစိတ်ပြက်ပြီးတော့တခါဟောသွားပြီငါပါမင်းတော့ကုန်ပြီစားကြရမရှိဘူးနောက်ရဝဒဥက္ကဋ္ဌထွက်ဟုတ်ပါဘူးဟုတ်လားစားကြရတော့ကုန်ပြီရှေ့ရဟုတ်လားသားတွေကတော့ကုန်ပြီးရှိရလက်တွေပိတ်ထားတာငါရှိတက်လို့မရဘူးဆိုတော့အဲ့ဒီမှာဘုရားလည်းပရိတရားလေးရွတ်ပွားလိုက်တော့ဉာဏ်တော်နဲ့ရွှေဉာဏ်တော်နဲ့ကြည့်လိုက်တယ်ဩဘလူသူ့ပါမဲ့ကုံသွားပြီသူ့တတန်ကုံသွားပြီကိုဟာကိုရှာသားတော့သူများဟာတော့ဒီကောင်စားခွင့်မရှိတော့ဘူးဆိုပြီးဟုတ်လားမြတ်စွာဘုရားကဉာဏ်တော်နဲ့သိလိုက်တဲ့အချိန်ကျတော့မှခုနကပြောတဲ့ယသိလူတွေလည်းမရဘူးကဲမင်းတို့သားလေး9 ရက်အတွင်းသိမယ်လို့ဆိုတော့လည်းပဲတန်ဃာတော်ရှင်မြတ်တွေကအန္တရာယ်ကင်းပြီးတရားဒေသနာတွေနဲ့ရွတ်ပွားပြီးတော့ငါဘုရားကိုယ်တိုင်ကြွရောက်ပြီးတော့ရွတ်ပွားလိုက်တာပရိတရားရဲ့အယံအတားကြောင့်စွမ်းအားတွေရပါတယ်။သမ္မာဒီဝနတ်တွေရဲ့တရားနာဆောက်ရှောက်ပြီးတဲ့အတွက်ဘိက္ခာနတ်ဖြစ်တဲ့ဘလူလည်းပဲစားခွင့်မရှိတော့ဘူး။ဒါကြောင့်9 ရက်အတွင်းသေမဲ့ဘေးကလွတ်ပြီးတော့အာယုဝဒ္ဒနာသတုသာအသက်120ရှိတဲ့သားလေးဖြစ်သွားပြီဆိုမြတ်စွာဘုရားကအဲဒီမှာချင်းရောက်ခဲ့တယ်။ဟုတ်လား။ဒီတော့
ဒီဇလန်းလေးကိုကြည့်ဒီကလေးလေးဟာသူ့ကုသိုလ်ကံကိုသူ့ကိုယ်တိုင်ပြင်ရတာလားမိဘတစ်ပါးကပြင်ပေးတာလားမိဘတစ်ပါးကပြင်ပေးတာပြီးတော့အသက်ရှင်ခွင့်ရပါတယ်ဒီကလေးလေးတစ်ဖြည်းဖြည်းနဲ့ကြီးလာတော့ဇေတဝန်ရွှေကျောင်းထဲမှာအသက်16နှစ်အရွယ်လေးနဲ့လာပြီးတော့ဆော့ကစားနေတဲ့အခါရဟန်းတော်တွေကကြည့်ပြီးအော်ကြည်လားအရင်တော့က9ရက်ပြည့်ရင်ဘလူသားရဲ့ဘေးနဲ့သိရမယ်ဟောဒီကလေးလေးရှင်တော်မြတ်ဗျာရဲ့မေတ္တာတော်ကရုဏာတော်အနန္တလည်းပရိတရားဒေသနာရုပ်ပွားဖို့စီစဉ်လို့အန္တရာယ်ကင်းအောင်ဖန်တီးလိုက်တာဒီကောင်လေးငယ်ငယ်သိမလို့ဘလူစားခံရမလို့ဘုရားကယ်လို့ဟေးဆိုတဲ့အကြောင်းတန်ခါတော်အရှင်မြတ်တွေစုယုံပြီးတော့ပြောနေတဲ့အချိန်မြတ်စွာဘုရားကကြွလာတယ်ဟဲ့ရှင်သားတို့ဘာကိစ္စပြောနေတာလဲဘာလားပါဒီကလေးလေးရဲ့ငယ်ငယ်တုန်းကကံမကောင်းတာကိုကံကောင်းအောင်ပရိတရားနဲ့ကာကွယ်ရင်းနဲ့မြတ်စွာဘုရားကယ်ခဲ့တဲ့အကြောင်းတွေပြောနေကြတာပါဆိုတော့အဲ့ဒီမှာမြတ်စွာဘုရားကမိန့်လိုက်တယ်ရှင်သားတို့တဲ့မိမိကအတ္တတိနာသိက္ခာသမာဓိသိက္ခာပညာသိက္ခာအပြင်ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေကိုနေ့စဉ်နေ့တိုင်းအမြဲမပြတ်စိတ်ကံကိုယ်ွယ်နေတဲ့ပုဂ္ဂိုလ်မှန်ရင်တဲ့ဟောဒီကလေးလေးမှမဟုတ်ပါဘူးကိုယ်ွယ်စိတ်ကံတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းအာယုအသက်ရှင်ခြင်းဝဏ္ဏအစင်လာခြင်းဒုက္ခကြမ်းချမ်းသာခြင်းဗလာခွန်အားဗလာပြည့်စုံအောင်ကျမ်းမာခြင်းဆိုတဲ့သုဒ္ဓဆုမြတ်ကိုမုတ်ချမသွေရပေလိမ့်မယ်အဲ့ဒီမှာအာယုဒနာသရုပ်သားကိုအကြောင်းပြုပြီးတော့အတ္တသိက္ခာဂုံဝါအပြည့်ကြီးမြတ်တဲ့ဘုရားယဟန်စသည်ကုတော်ကောင်းတွေကိုအမြဲမပြတ်ကိုယ်ကိုယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်သည်ဘာဖြစ်တယ်လဲဆိုရင်အသက်ရှင်ခြင်းအစင်းလာခြင်းကိုချမ်းသာစိတ်ချမ်းသာခြင်းနဲ့ခွန်အားဗလာပြည့်စုံအောင်ကျမ်းမာခြင်းဆိုတဲ့သုဒ္ဓဆုံးမြတ်မုတ်ချရတယ်လို့မြတ်စွာဘုရားအဲ့ဒီမှာမိန့်ကြားတော်မူပါတယ်ဟုတ်လားဒါကြောင့်ပတ္တထာဥရဲ့အမိလေးဘာမြောက်တော့ပေါ့ဘာကြောင့်ငါတို့ဒီကနေ့ငါတို့ရဲ့သမီးရဟနာလေးရဲ့အနာဂတ်ဘဝမှာကျမ်းမာချမ်းသာပြည့်စုံတဲ့ဘဝလေးနဲ့သာသနာပြုနိုင်ဖို့ရန်ရည်တမ်းပြီးတော့တရားအလို့ရည်လို့ရဲ့နဲ့မွေးနေ့လက်ဆောင်တွေပေးလိုက်တဲ့ငါတို့ရဲ့လုပ်ငန်းသည်ရှင်တော်မြတ်ဗျာမိန့်ကြားလိုက်တဲ့အသက်ရှင်ရောက်ကအကောင်းကိုလည်းပဲစူဆောင်းရရောက်တဲ့ရှင်တော်မြတ်ဗျာမိန့်ကြားခဲ့တဲ့ဇာကြောင်းလေးအတိုင်းလည်းပဲဒီကနေ့အတိတ်ကမကောင်းတဲ့အကုသိုလ်ကံတွေပိုင်တဲ့ဘက်ကံအကောင်းလေးနဲ့ပြင်ပေးလိုက်ပြီးပြစ္ဆုတ်ပံကာကောင်းတွေရလိုက်တဲ့အတွက်ကြောင့်အနာဂတ်မှာလည်းပဲအကျိုးကောင်းတွေငါတို့ရလိမ့်မယ်လို့စိတ်ထဲမှာဝမ်းမြောက်နိုင်ပါပြီဟုတ်လားဒီတော့အာလုံးမိဘတွေပြောလို့လာတာအခုကလေးလေးလိုပဲကိုသားလေးတွေသမီးလေးတွေကိုယ်တိုင်ရတရားရှင်းနိုင်ရင်ကိုယ်တိုင်တရားနာနိုင်ရင်ခင်ဗျားတို့ကိုယ့်ကိုယ်ပြန်ပြီးတော့စိတ်ထဲမှာပြောရတာလည်းအစင်မပြေလုပ်ရတာလည်းအစင်မပြေနှလုံးထိုးလည်းမပေါက်သုံးလုံးလည်းမပေါက်တစ်လုံးကြတော့လည်းနိုင်နေကြမှန်ယူတော့တည်ကြသွားတယ်ကွာဒီတော့ကာတော့မကောင်းမှုထင်တယ်ဆိုပြီးတော့ပြိဿဖျားစီသွားလာဘေးတဲ့ဆရာကြီးသွားဘေးတဲ့ဆရာလည်းသဘောပေါက်ဟာမင်းဖေကောင်းနေတယ်ကွာမင်းကံလမ်းကြောင်းကပြတ်နေတာကိုမင်းကံလမ်းကြောင်းကပြတ်ရုံပြတ်တာငါကံလမ်းကြောင်းကကြောက်ခဲပဲပေါ်နေဘာမှမရှိတော့ဟုတ်လားအဲ့တော့ဘေးတဲ့ဆရာရေရာခြေခိုင်းရင်ကိုယ်ကံကိုပြင်တဲ့အနေနဲ့မခြေဘူးလားပြောလို့လားလူကြီးဆိုရင်အသိဉာဏ်ရလာကိုယ်ကုသိုလ်ကံကိုကောင်းအောင်ကိုပြင်တတ်ပြီမယ်ကလေးလေးတွေကြတော့ကံကောင်းတာကံမကောင်းတာသိပါမလားဒီဒါကြောင့်ဒီကနေ့မွေးနေ့ရှင်လေးရဲ့မိဘတွေတကယ်ဝမ်းမြောက်ဖို့ကောင်းတယ်လို့တကယ်လည်းပဲကြံတဲ့လူအတုခိုးဖို့ကောင်းပါလေဟုတ်လားကျုပ်အသက်ကလေးရဲ့ရှိသေးတယ်အခုမှကံတစ်ခုပဲပြည်တယ်တော်ပြီတော့ဆိုတာဒါကြောင့်အလုံးတော်တို့တရားဓမ္မပေါင်းသူတော်ကောင်းတွေမိမိတို့ရဲ့သားသမီးမိတွေကိုတကယ်အသက်ရှင်အနာကင်းကျမ်းမာခြင်းနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်ကံတော်ကြီးဟောတဲ့ဘယ်ကားလည်းမှသွားပြီးတော့ကျွေးရုံနဲ့အချိန်ကြီးမကုန်ပါနဲ့ကျုပ်တို့ကိုလည်းပြင်ပြီးတော့ဟောတာမျိုးလေးတွေလုပ်ကြပါဦးဒီတဲ့ကံကောင်းရင်ဘယ်ကားလည်းကိုနှံ့ပဲ့လဲကြောက်နိုင်ပါလေဟုတ်လားဘာဖြစ်လို့လဲပြင်လို့ရတယ်အာမမတိကတိအာနိတင်ရတာလားဘယ်ကားလည်းပြင်မလားဘာဆိုလဲကြိုက်တဲ့နေရာခေါ်ကြွလို့ရပါလေအဲ့ဒါဆိုတော့ကံပူကောင်းပါဘူးဟုတ်လားဒီလောက်လည်းတော့ဒါပြည့်မပြည့်စုံနောက်ထပ်ပြည့်စုံရင်တော့အဲ့ဒါကံကောင်းရင်ထပ်ပြင်လို့ရသေးတယ်ဟုတ်လားဒီတော့အသက်ရှင်ရင်နံပါတ်1ဘာကိုကောင်းအောင်လုပ်ရမလဲကံကောင်းအောင်လုပ်ရနံပါတ်2ကပြိဿစိတ်ကိုဖြူအောင်ထားရမယ်အသက်ရှင်ခြင်းတဲ့လူကကံပြီးရင်စိတ်တယ်ပြိဿစိတ်ကဘာစိတ်လဲဘာစိတ်လဲကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်နှမျိုးမရှိဘူးလားဘာစိတ်လဲ
အကုသိုလ်စိတ်ကအသက်ရှိပါလောဘရဲ့ဒေါသရဲ့မောဟရဲ့မာနရဲ့ပြိတ္တိအဲ့ဒါအကုသိုလ်တရားလားကုသိုလ်တရားလားစိတ်ကိုညှဉ်းနှွမ်းစေတဲ့တရားလားဖြူစင်စေတဲ့တရားလားညှဉ်းနှွမ်းစေတဲ့တရားကဲသိတဲ့လောဘဒေါသမောဟမာနပုထုဇဉ်တိုင်းမှာမပါတဲ့လူရှိတယ်လူတိုင်းလည်းမရှိဘူးလားသို့တော်ပြိတ္တနေရာတကာမှာဒီလောဘဒေါသမောဟပါနေရောအစဉ်ပြေပါမလားလူချင်းလူတိုင်းတဲ့ရတိုင်းတဲ့အရာပေါ်မှာလောဘဖြစ်နေအဲ့ဒါပုထုဇဉ်တရားအတွက်မလွန်ကဲရပါဘူးမရတဲ့မရတတ်တဲ့လောဘအပေါ်မှာသွားပြီးတော့လွန်ကဲလိုက်တဲ့အခါကျတော့လောဘကြီးအာကြည့်တဲ့အခါကျတော့ဖြစ်ချင်တာမဖြစ်ရချင်တာမရရင်ပြိတ္တိကိုဖြစ်ချင်တာမဖြစ်ရတော့ကြည်တတ်သလားဟောမကြည်တတ်ဘူးတဲ့ဒါဆိုဘုရားတို့ဖြစ်ချင်တာလည်းဖြစ်နေတာလားမဖြစ်ချင်တာလည်းဖြစ်နေရမိပြတ်ချင်လားမပြတ်ချင်ဘူးပြတ်တယ်လားမပြတ်ဘူးလားဂျေးဆောင်နေဟာကဲပြတ်ချင်တယ်မပြတ်ချင်တယ်ပြီးပြတ်သွားတော့ခင်ဗျားတို့ဗာပြောတယ်ကောင်းပြီကောင်းဆန်းရှိသေးတယ်ဟုတ်လားဟမ်လာတဲ့နေ့ကျရင်တော့လည်းပြတ်တာပဲပြတ်တဲ့နေ့ကျတော့လည်းပြတ်တာပဲသူကနှစ်ခါပေါင်းတော့နှစ်ပြတ်ပဲရတယ်နှစ်ခါလာတယ်ဆိုမရှိဘူးပြောတာကြားဘူးလားဟုတ်လားအဲ့တော့ပြိဿကိုဖြစ်ကြတာမဖြစ်ရရင်လောဘကနှိမ့်ဆက်လာတော့အဲ့ဒီလောဘနောက်မှာဒေါသကခေါ်စရာလိုတာမလိုဘူးလောဘဖြစ်တဲ့အချိန်ဒေါသဖြစ်တဲ့အချိန်နဲ့လောဘဒေါသမဖြစ်တဲ့အချိန်ပြိဿအခုခင်ဗျားတို့ကြည့်ကိုမယုံရင်နောက်တခါတရားဝဲသွားမှန်လေးကြီးလာတယ်တရားနာတဲ့အချိန်ဒေါသဖြစ်တယ်ဒေါသဖြစ်တယ်အဲ့ဒီအချိန်မှလည်းဒီပင်ကိုအလှပေါ်တာအဲ့ဒီအချိန်နဲ့ရှိတယ်ဟာတချို့ကပြောတယ်ပင်ကိုအလှအမှန်ကိုကြည့်ရင်အိယာဓာမှာကြီးတယ်အိယာဓာမျက်နှာမပေါ်တော့ဘူးပင်ကိုအလှအမှန်ကြည့်ရင်တရားနာတဲ့အချိန်မှန်လေးကြည့်လိုက်ဟုတ်လားကြီးတရားများများပေါ်ပြောတဲ့ဘုန်းကြီးတွေပိုတော့မှလှအောင်ဟုတ်လားကြီးနှောပြီးတော့ကိုယ့်ကိုပချစ်တယ်ပဲနေရွက်တက်ပြီဟုတ်လားဟုတ်လားအဲ့တော့ပြိဿအဲ့ဒီအချိန်မှာလောဘဒေါသမရှိတဲ့မျက်နှာကိုကြည့်ပြီးလို့ရှိရင်အိမ်ပြန်ရောက်မိပြတ်နေတာတွေ့လို့ရှိရင်ဒေါသဖြစ်တဲ့အချိန်ကိုယ့်မျက်နှာကိုမှန်ပြန်ကြည့်ဟုတ်လားအဲ့ဒီမှာတချို့ဆိုးတဲ့မျက်နှာပါအောင်မယ်ဟုတ်လားဒါတရားပွဲလာတဲ့အချိန်တော့မပါပါဘူးဥပမာမင်္ဂလာဆောင်သွားမယ်အခမ်းအနားသွားမယ်ရိုးရိုးမပြင်းဘူးနှကန်းကြီးဆိုးပြီးဘေးကနေဘောင်ကွတ်ထားတယ်ဟုတ်လားနှကန်းလည်းဘောင်ကွတ်ထားတယ်မျက်လုံးမှလည်းဟိုဘာခေါ်လဲမဲမဲကြီးတွေရှေ့ပွားနဲ့ဆိုးထားတယ်ဟုတ်လားခေါင်းမှလည်းဖြူနေတဲ့သဖြင့်သဘာဝအတိုင်းထားပါလားမထားဘူးတခါလဲဆိုးသေးဆိုးထားဟုတ်လားသွားတာဒီကမှမီးရလည်းပြက်ကားလည်းပြက်ဘာမှမပြောသွားတော့ပြီးဒီအခမ်းအနားမှာသွားမလို့ဆင်လာတော့ဒီမှာဟိုကောင်းစားလာရတဲ့ဒေါသတွေဆိုတော့ချွေးတွေကထွက်လာချွေးရထွက်တော့ခေါင်းတွေမထွက်နဖူးတွေမဟုတ်ခေါင်းမှတက်ချွေးခေါင်းကချွေးရခစီးကြတော့အဖြူအောင်မဟုတ်အမဲဟလားချွေးရနဖူးပေါ်စီးကြတော့အမဲအောင်စီးတယ်မျက်လုံးကလည်းဒေါသဆိုတော့ဟိုဘုတ်ဒီပေါ်လည်းမျက်နှာခုနမဲမဲတွေဟိုပြန်ဒီပြန်နှခမ်းမောင်ကွတ်ထားတာလည်းတင်းလာတဲ့အခါကျပြိတဲ့အဲ့ဒီကိုကြီးဟုတ်လားဘာရုပ်ပေါက်နေလဲဒေါသထွက်လာပြီဆိုရင်ပြိတ္တကိုလူစင်စစ်ကဘလူရုပ်ပေါက်မသွားဘူးလားမယုံကြည်နေပြိတ္တအလွန်ချူတဲ့မျက်နှာဒေါသထက်လာပြီဆိုရင်ရင်ဆက်ပြီးတော့မင်းမှောင်ပြီးတော့ဘယ်နဲ့ကြက်နေရှိသေးရဲ့ဒါကမျက်နှာမှာပေါ်လာပြိတ္တအဲ့ဒီမျက်နှာမှာပေါ်လာတဲ့ရုပ်ဆိုးသွားမှုရုပ်ပြောင်းသွားမှုဒီတလုံးသွေးကနေမစဘူးလားဟောဟောဒီစပြောလိုက်တဲ့တလုံးသွေးအောင်အဲ့ဒီကျတော့ဖြူလေးရဲ့အေးဒါကြောင့်ဒေါသသိအားကြီးသွားတဲ့အခါကျတော့ပြိတ္တိမောဟတွေကလည်းမှားပွေအဖေရဲ့အမေရဲ့ဆရာရဲ့ဘုန်းကြီးရဲ့ဘုရားရဲ့နားမလည်တော့ဘူးကိုဖြစ်ကျင်တာမဖြစ်ရတဲ့လောဘကလည်းအခြေခံသွားလိုက်တာဒေါသတွေမှန်လာပြီးမောဟတွေဖုံးနှံသွားပြီးမာနတွေဖောင်သွားပြီးဆိုတဲ့အခါကျတော့ပြိတ္တိမှားပြီးရင်မှားလိုက်တာတခါတလေတချို့ကြားမှုတယ်မို့လားဒေါသဖြစ်လုံးလို့နှလုံးသွေးကြောရက်တည်သွားတာမကြားဘူးဟောဒေါသဖြစ်လုံးလို့အုံနောက်ကျော်ပြတ်သွားတာမကြားဘူးအဲ့ဒါကြောင့်ပြိတ္တိလောဘဒေါသမောဟမာနဆိုတာပုထုဇဉ်လည်းရှိတယ်သို့တော်လည်းပဲလွန်ကဲသွားရင်အသက်ကိုတူစီသလားရှိသေးသလားတူစီတယ်ကဦးဇင်းတို့ရဲ့အတိုင်းဝိုင်းထဲမှာဒါဦးဇင်းတရားဟောတဲ့ထက်တယ်ပြောတယ်ဦးဇင်းကလည်းလူကအညာသားမဲမဲမောင်မောင်ဟုတ်လားအဲ့လိုမပြောပါဘူးဖြူဖြူချောညူညူချောပေါ့ဟုတ်လားအဲ့တော့ပြိတ္တိကျွတ်တို့မွေးသားထားတဲ့အမေရဲ့အကောပေါ့လေတရုပ်လို့ဆိုတော့အကောမတွေ့လို့ပြန်လာတော့မေးလိုက်တော့ဆုံးသွားပြီဟာမဖြစ်လို့တော့ပြောရရင်တော့ဒေါသကြောင့်ပေါ့ဘာဖြစ်တာလို့ပြောပါဦးဟ
ဟိုဘက်အိမ်ဒီဘက်အိမ်ပြင်တာဟိုဘက်အိမ်ကဒဇမိတ်ကကိုယ်အိမ်ဒဇမိတ်ကိုလာတိုက်တယ်ဆိုပြီးတော့ငင်းရခုန်ရရတာနဲ့ဒေါသဖြစ်ပြီးတော့တက်သွားပြီးတော့အသက်ပါသွားတာကဲပြိဿဒေါသဟာလွတ်ထည့်လိုက်ပြီဆိုရင်အသက်တူချောင်းလားရှည်ချောင်းလားဒီဒါကြောင့်အာလုံတို့တရားဓမ္မတွေနံပါတ်2အသက်ရှည်ခြင်းနဲ့အကြောင်းရင်းအသက်ရှည်ဖို့ရအတွက်ဆိုရင်ကိုယ်စိတ်ကိုလောဘဒေါသမောဟမာနနင်းနိုင်သမျှနင်းအောင်စောင့်ရှောက်ပါဟုတ်လားမလိုလားတဲ့လောဘတွေမထားပါနဲ့မဖြစ်တဲ့ဒေါသတွေစိတ်ကိုလုံပြီးတော့မဖြစ်ပါနဲ့လောဘနဲ့ဒေါသရောက်လာပြီဆိုရင်မောဟကလည်းဖုံးလွှမ်းသွားတဲ့အခါအမှန်အကောင်းအဆိုးဆရာသမားမိဘဖရာတရားသံဃာဘာမှမခွင့်နဲ့အကုန်လုံးကိုပြမှားမိတတ်ပါလေဟုတ်လားဒါကြောင့်အသက်ရှည်ဖို့ရအတွက်နောက်ထပ်လုပ်ရမှာကစိတ်ကိုဖြူအောင်လောဘဒေါသမောဟမာနနည်းအောင်ရှင်ရှင်မှရှုမှတ်ပါပွားများပါဟုတ်လားဒီနေရာလေးမှာလောဘကိုမြတ်စွာဘုရားရဲ့ဟောတဲ့တရားအတိုင်းတတ်သွားတဲ့ဘုရားကရှင်သာသောဘုရားကြီးရဲ့ဒုတိယမိန့်တဲ့အကြောင်းအရှင်ဘုရားနဲ့ဒီစိတ်ဟာအာရရရှိရင်ကောင်းတဲ့ပုံမှာသိမပြောဘူးနဲ့မကောင်းတဲ့ဘက်မှာသိပြောတာဒီတော့တပည့်တော်စိတ်ကိုလည်းပဲဖြူအောင်ဘယ်လိုထားရလဲဆိုရင်ချင်းကြီးတွေသူတို့လက်ဆောင်ရထားတဲ့ချင်းကြီးတွေဆရာတော်ကြီးလာလာကတ်တာဟုတ်လားအဲဆရာတော်ကကတ်လို့ရှိရင်ဆရာတော်ကလေအကတ်ပဲခံတယ်အကတ်ခံတာတော့ဘယ်လိုအကတ်ခံလဲဆိုရင်တပည့်တော်ကတန်ခတ်တာဒီမှာတန်ဃာတော်ကရီမန်းယူလှူဒါန်းပါကြီးလို့ပဲအကတ်ခံတယ်ဆရာတော်ဘုရားကြီးကိုလှူတယ်ဆိုတဲ့စိတ်တပည့်တော်မရှိဘူးအဲ့တော့တပည့်တော်ကလက်လာပါကိုရကြတဲ့ကအကတ်ခံတဲ့ကတန်ဃာအတွက်ပဲရီမန်းအကတ်ခံတော့စအလှခံလို့ရလဲငါဟာမဟုတ်ဘူးဆိုတဲ့ခံယူချက်ကရှိပြီးသားပြိတ္တပြဿနာတက်တယ်ဆိုတာငါဟာတွေကနေတက်တာပဲမဟုတ်ဘူးလားငါအိမ်ငါစိတ်ငါရွှင်ငါဝေငါတိုင်းငါကားဆိုတဲ့ငါရီညာလာတဲ့အခါပရိသတ်ရဲ့ခုနကပြောသလိုငါအိမ်လေးကိုဟိုဘက်အိမ်ငါမှန်တကားလေးတစ်ချက်ပွင့်အောင်လုပ်လိုက်တော့ငါဒေါသကြီးမလာဘူးလားဒါလေအဲ့ဒါဒေါသကတာမန်ဒေါသရှိတယ်လို့အောင်မလေးသူတို့ကလည်းလုပ်တဲ့ငါတို့ကဘယ်လိုစားမလို့လဲငါတို့ဥက္ကဝအခုရဝတ္တဥက္ကဋ္ဌဖြစ်နေတာဘူးမသိဘူးဖတ်ထားလိုက်ငယ်ဟာမာနတက်လာကျုပ်ကမှမပြောတော့ရဝတ္တတော့ပဲပြောတာရှစ်တက်ကိုမတက်ဘူးဟုတ်လားဟုတ်လားအဲ့တော့မလေးကပြောလို့တာကအဲ့ဒီလိုအာကိုလေးတစ်ခုရှိပြီဆိုရင်မာနာလေးတစ်ထောင်ထောင်နဲ့ငင်းငင်းညံ့ညံ့ပြီးရမယ်ဟာတော့မှမလေးကခိုရောက်ဒီရောက်မရောက်ဘူးလားအဲ့တော့ဟိုရောက်ဒီရောက်ဟိုပြန်ဒီပြန်ပြန်တော့မလေးကဟိုပေးဒီပေးပြီးတော့ဟိုကုန်ဒီကုန်ကုန်တာဘောဟုတ်လားအဲ့တော့ငင်းငင်းညံ့ညံ့ပြီးရင်ပြီးရမယ်ကိစ္စကိုမာနလေးကြောင့်ပြဿနာတွေရှုပ်တာတော့မရှိဘူးလားဒီဒါကြောင့်အဲ့ဒါဘာစတာလဲခုနကပြောတယ်ငါစိန်ငါရွှင်ငါဝေငါတိုင်ငါသားငါသိသာပြီးဖြင့်ငါလေးရှိကားလေအကုန်တက်ထားတဲ့အခါကျော်တော့ငါဟာကြည့်တဲ့အခါကျတော့ငါမခံနိုင်နဲ့ဒေါသလေးဝင်လာတတ်တယ်။ဒါဆိုဘုရားကြီးကငါဟာမဟုတ်ဘူးဆိုတဲ့အတိဟာအကတ်ခံတဲ့ကတပည့်တော်ခံယူပြီးတာ။ကဲမကောင်းဘူးလား။ဘုသူရှင်နဲ့ပြိဿရလာတဲ့ပိုင်ဆိုင်လာတဲ့ပစ္စည်းလေးကတော့ကိုယ်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ပိုင်ဆိုင်ခွင့်ကိုမပြောဘူးလားသို့တော့အဲ့ဒီပုံမှာပြိဿရင်အာကြည့်ပြီးတော့ဆွဲဆွဲလန်းလန်းတက်တက်မတ်မတ်ထားရင်ဒီပစ္စည်းဥစ္စာဆိုတာကဒီမီးရဲ့မင်းရဲ့ဟုတ်လားသခိုးရဲ့မချစ်မနစ်တဲ့သားစိုးသမီးတို့အမွေလန်းစိုးရဲ့ဒီ၅မျိုးနဲ့အမြဲတမ်းနှောက်ယှက်ဖြက်စီးမခံရဘူးလားကဲဆူနာမီရန်ကုန်မြို့မှာကြောက်စရာလိုတယ်လားမီးအန္တရာယ်လည်းပဲပြိဿစုပေါင်းညီညာကာကွယ်မလုပ်ဘူးလားရေရဲ့မီးရဲ့သခိုးအန္တရာယ်လွတ်တယ်လားလေးလေးတို့ပါမသွားဘူးလားမချစ်မနစ်တဲ့အမွေလန်းစိုးပါလားမပါဘူးအိမ်မှာတရားတော့သာသူသမီးတို့ဘိန်းသမားစာသခိုးရှိကြပါလားပြိဿတအိမ်လုံးပုံဖွက်မနေရဘူးလားအဲ့တော့ကျုပ်ပြောတာရေရမီးရသခိုးရဟလာမချစ်မနစ်တဲ့အမွေခံဆိုရကဲနောက်ထပ်ဘာကြံတော့ကဲမင်းဆိုတာဘာလို့လဲမင်းဆိုတာငါမဟုတ်ဘူးဗောအဲ့တော့တိုင်းပြည်အုပ်ချုပ်မင်းလုံးတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီမင်းရလို့မဟုတ်ပါဘူးဘယ်မင်းပဲဖြစ်ဖြစ်တိုင်းပြည်အုပ်ချုပ်လာပြီဆိုရင်သူပိုင်လားကိုပိုင်လားဟုတ်လားမင်းဘယ်လောက်ကြားလဲဒါပေးဆိုရင်မပေးဘဲနဲ့ရပါဘူးအဲ့ဒါပဲပြိဿပိုင်ဆိုင်မှုအားလုံးမှာရန်သူမျိုး၅ပါးအမြဲတမ်းဆက်ဆက်မနေဘူးလားဆက်သက်နေတော့ငါဟာဆိုတဲ့အစွဲဟာဘလောက်အထိစိတ်ကိုညှဉ်းနှွမ်းရမလဲပူပန်ရမလဲတွေ့ကြည့်အဲ့တော့စောဘုရားကြီးကငါဟာဆိုတဲ့အစွဲဖြတ်ထားလိုက်တော့လေဆရာတော်ကြီးက96နှစ်98နှစ်ဆိုတော့ဆရာတော်ကြီးတွေလာပြီးတော့ကြောတဲ့တပည့်ကြီးတွေကလည်း80ကျော်ကြီးနေတချို့တပည့်ကဆရာတော်ကြီးတော့ကျမ်းမာရင်မကောင်းဘူးအဲ့တော့တပည့်တော်ဟာတဲ့ဩဒီနားမှာနေတဲ့ဦးဇင်းလေးဒါတပည့်တော်တပည့်တော်တယ်ဒီကိုယ်တော်လေးကိုရှင်းဝါလေးတွေဓာတ်စာလေးတွေ
ကောင်းတဲ့ခဲဝဲဘောတင်လေးတွေသင်္ကန်းလေးတွေလှူခြင်းလို့လှူကြများရှိလားလို့တပည့်တော်ခေါ်မေးတယ်ကဲပြိတ္တလှူကြယူခဲ့လို့ပြောသလားလှူကြရှိလားလို့မေးတယ်လှူကြရှိလားဆိုတော့ကဲလှူထားတာဆရာတော်ကြီးမသိဘူးလားလှူထားတာသိပေမဲ့သူ့ကိုလှူတယ်လို့ခံယူထားတာလားတန်ခါကိုလှူတယ်လို့ခံယူထားတာဆရာတော်မှာငါပိုင်တယ်ဆိုတဲ့အသိသိရှိသေးရဲ့အဲ့တော့တပည့်တော်အဲ့လိုပြောလိုက်လို့တဲ့နေနာဦးစင်းလေးကနေလှူကြလေးထုတ်လာအေးငါတပည့်ကံကောင်းတယ်ကဲအလှခံကောင်းဆိုတပည့်တော်လှူလိုက်တယ်ဟာလှူကြတော့မရှိဘူးဗျာဘာမှလှူကြမပြောဘူးဆိုတော့အေးငါတပည့်လှူတော့လှူခြင်းနဲ့ငါလည်းလှူကြမရှိလို့ပြန်ကြွားတော့လို့ဒီလိုပဲပြောလိုက်တယ်ကဲပြိတ္တစိတ်ကိုဖြူအောင်ထားတဲ့နေရာမှာလောဘအခြေခံစိတ်ကိုတတ်လိုက်တာနဲ့ဒေါသမောဟမာနတွေတော်တော်များများကြီးမသွားဘူးလားဒီဒါကြောင့်ပြိတ္တမိမိတို့ရပိုင်ဝိရှိထားတဲ့ဇီဝဥစ္စာယနာစင်ရွှင်ငွေတိုက်ချမ်းခါတွေကစာပြီးတော့သာသမီတွေတိုင်အောင်ငါဟာဆိုတဲ့အစွဲတွေကိုတတ်နိုင်တဲ့တော့ခွာနိုင်ရင်အဲ့ဒီလောဘစိတ်ကဖြစ်လာမဲ့ဒေါသမောဟမာနတွေနေရင်ဟောဒီယုတ်တရားကြီးကအသက်ပို့ပြီးတော့ရှည်ပါတယ်ဒီတော့အသက်ရှည်ကြောင်းဘယ်နှမျိုးရပြီလဲနှမျိုးရောက်ကြလာတော့စောင့်ပြီးတော့ဟုတ်လားမတတ်နိုင်တော့ဟုတ်လားနောက်ကြရင်နောက်ချင်းရဲ့တလေးပဲကြားဘူးလေနောက်ကြရင်စိတ်နဲ့ရှိလို့တစ်ခါမကြားဘူးဟုတ်လားအဲ့တော့အသက်ကိုဉာဏ်ဆောင်ဖို့ရအတွက်နံပါတ်1ကံကိုမပြင်ရဘူးလားနံပါတ်2စိတ်ကိုဖြူအောင်မပြင်ရဘူးလားဒီနံပါတ်3ကျတော့ဥတုတဲ့နံပါတ်3ကဘာလဲကျုပ်တို့ခင်ဗျားတို့ရထားတဲ့ဒီယုတ်တရားကြီးကယာတိဥတုနဲ့လိုက်အောင်ညီမအသက်ရှည်ခွင့်ရတယ်။ဥချမ်းသာပူဇာဘယ်လောက်ချမ်းတဲ့ယာတိကိုအိုးသူကအေးသိကြိုက်ထားပဲဆိုလူကြတဲ့ပဲများပြီးတော့အင်ကြီးလက်ပြတ်နဲ့တရားနာကြည့်ပါလားဟုတ်လားချမ်းလည်းချမ်းကိုဟာနဲ့ကိုဒုက္ခလည်းရတော့ချမ်းတဲ့ပုံစံနဲ့လူမမြင်ရင်ဟိုဘက်ပြင်လိုက်ဒီဘက်လှည့်လိုက်နဲ့နေနေရမှာဟုတ်လားအဲ့တော့ပြိတ္တအသက်ရှည်ခြင်းကိုယုတ်တရားကိုဥတုယာတိကိုဆန့်ကျင်ပြီးတော့မနေထိုင်ပါနဲ့ဟုတ်လားခုခင်ဗျားတို့ကြုံပြောပါအောင်လားဟိုတနေ့ကတော့ဘုန်းကြီးဆိုတော့အမှန်ကတော့ကျုပ်တို့လည်းခြုံနေခြုံရင်ရတယ်ပေါ့ခေါင်းလေးပေါ်ခြုံပြီးတော့ဟောရင်ရတာပေါ့ခက်တာဟိုမှာဗီဒီယိုရိုက်ထားတာ၄လုံးလောက်ရိုက်ထားတာကိုယ့်ရုပ်ကိုလည်းဗီဒီယိုနဲ့မလှပါနဲ့ကြောက်ရတယ်ဟုတ်လားအဲ့တော့ချမ်းတော်လည်းချမ်းသာအဘောသင်္ကန်းလေးတင်ထားတော့ငါနှစ်ထင်လေးကတော့အေးတော့ဟိုဘက်ကတိုက်နေတဲ့လေကနှစ်ထင်အေးနေပြီဒါမှမဟုတ်မတက်နိုင်ဘူးကွာကိုတရားနဲ့ကိုပဲဖြေရတော့မဟုတ်လားကိုကံကဆူးနေခြင်းဆိုပြီးတော့မတက်နိုင်ဘူးတိုင်းမခေါင်းရဟောအခုနှာစီးလို့ချောင်းဆိုးလို့ဖြစ်နေပြီကဲပြိတ္တာဥတုယာတိကိုကိုကဆန့်ကျင်ပြီးတော့မိုက်လို့ရတယ်မရဘူးအိန္ဒိယဆိုတာအလွန်အေးတာအလွန်အေးတဲ့ယာတိကိုလေကျွတ်တို့မြန်မာဓမ္မတွေအကြီးအငယ်တွေတော်တော်လှချင်တာဓမ္မကြီးတို့အေးတယ်မြန်မာပြည်ကအေးမဟုတ်ဘူးဒီကအေးဆိုတာကနှွေးထွေးအောင်တကယ်ကိုနေပြရတယ်ဖြစ်နေတဲ့နားလေးမှာခေါင်းလေးတွေဆိုတာအေးလိုက်မဝင်အောင်လို့ဘုံဘုံနဲ့တတိယတို့ကဒီအေးမျိုးတော့ပြင်းအောင်ပြင်းသေးတယ်ပြင်းအောင်ပြင်းသေးတယ်လေဟာလားမကြဘူးတယောက်ပါဖြစ်ပြန်ပြီတယောက်ပါဖြစ်ပြန်ပြီဒါနဲ့ဘုရားကမသေးသွားတဲ့လူတွေပါရှိတယ်ဟုတ်လားအဲ့တော့ပြောလို့တာကပြိတ္တာကျွတ်တို့မြန်မာတွေကလှတာလှမယ်ဆိုလို့ရှိရင်ဆောင်းလဲလည်းပဲလက်မျက်အင်းဝတ်ပြီးတော့ပဲမထုတ်ဘူးလားဟုတ်တာပဲဒါတော့ကူအိုက်နေတဲ့ယာတိပါဆိုဟိုတိုးမွေးမဟုတ်နေနဲ့ဝတ်ရင်လည်းဝတ်ပြနေတာအဲ့တော့ပြောလို့တာကဥတုယာတိကိုရှင်တွဲပြီးတော့နေနေရတဲ့ဒီယုတ်တရားကြီးကိုဥတုယာတိနဲ့ဆန့်ကျင်ပြီးတော့မနေထိုင်နဲ့အေးရဲ့ယာတိမှာနှွေးထွေးအောင်နေရမယ်ပူတဲ့ယာတိမှာအေးရအေးချောင်းနေရှာပြီးတော့နေရမယ်မူများတဲ့ယာတိမှာအပြင်ကိုအထွက်နေပြီးတော့ကိုယ်အိမ်ထဲမှာကိုနေရမယ်အဲ့ဒါယုတ်တရားကိုဥတုနဲ့လက်ခတ်အောင်ပြင်ပေးတာပဲဟုတ်လားအဲ့တော့သောဘုရားကြီးကတပည့်တော်ဟာတဲ့ဥတုယာတိကိုပြင်တဲ့နေရာမှာကတော့ကိုစောင့်ရှောက်ရတယ်အရှင်ဘုရားရဲ့တဲ့68နှစ်ရှိနေတဲ့တပည့်တော်အသက်အရွယ်ကြီးဟာသစ်ပင်ပေါ်မှာရှိနေပေမဲ့မှဲ့နေတဲ့သစ်သီးလိုပဲလေတိုက်မခံတော့ဘူးတဲ့ဒီတစ်ချက်တက်လိုက်တာနဲ့မှဲ့နေတော့ဘုတ်ကလေးကျွေကြမှာတပည့်တော်လည်းပဲလူဘဝကြီးမှာမှဲ့နေတဲ့လူအိုကြီးတယောက်ပဲတဲ့ဥတုထံနဲ့တွေ့လိုက်တာနဲ့တန်းကျွေကြမှာဒါကြောင့်တပည့်တော်အခုမိုးတွင်ဆောင်းတွင်ကာလချမ်းတဲ့ရာသီဆိုရင်စကိုင်းကတရားဓမ္မတွေဘလောက်ပဲငိုပြီးတားတာမနေဘူးတဲ့တပည့်တော်ရန်ကုန်မှာအချမ်းပေါ့တဲ့နေရာလေးကိုခန္ဓာကိုပြန်ပြတ်တော့ပြင်ဖို့ရတော့လာပြီးတော့နေပြီးတယ်ဟုတ်လားမိုးဆောင်းလေးတာမှာသောဘုရားကြီးပြန်มาနေတယ်မြန်မာနိုင်ငံမှာအချမ်းသာတာတော့ရန်ကုန်ပဲဟုတ်လားရန်ကုန်နဲ့ဟိုဘက်ကဒလတော့မတူဘူးပြိတ္တာဟုတ်လားအဲ့တော့သောဘုရားကြီးကတကအလွန်ပူပြင်းတဲ့ຢာတိရောက်ရင်ရန်ကုန်လည်းမနေဘူးစကိုင်းလည်းမနေဘူးဘယ်တော့နေမျိုးကရွှေနာဆန်ကြောင်းမှာသွားပြီးတော့နေတယ်။ဘာဖြစ်လို့လဲတပည့်တော်ရဲ့ယုတ်တရားကတဲ့
အေကွန်နဲ့အေးအောင်လုပ်လို့လည်းမရဘူးခိတာနဲ့အပူပေးလို့လည်းမရဘူးတဲ့သူ့ရဲ့ယာတိဥတုနဲ့ကိုပြင်ပေးမှအသက်ရှည်နိုင်ပါဟုတ်လားအခုကျတော့ရန်ကုန်ကလူတွေပြေးကြရင်အေကွန်နဲ့ပြင်သလားဘာနဲ့ပြင်ဥဒ္ဒေဆိုအေကွန်နဲ့မဖွင့်ဘူးလားအခုခင်ဗျားတို့ကျမ်းမာရင်ဘယ်လိုဆောင်းရောက်ပြီဣပိတရားဆောင်းရောက်ပေးတာကိုခင်ဗျားတို့အေကွန်ဖွင့်နေတယ်ဖွင့်လို့ရလားအမလီဒီလူတွေအေကွန်မိပြီးတော့အဖျားတက်မှဆိုလို့ဣပိတရားသဘောပေါက်တယ်ဒီဖြတ်လိုက်သံကွာဒီနေ့6နာရီလောက်ဟုတ်လားပြီးပြီသူတို့ဆင်ញင်ပြီးသားဖြစ်သွားတယ်ဟုတ်လားအဲ့တော့ပြိဿရေဆိုတော့ဘုရားကြီးကအေးတဲ့ယာတိရောက်ရင်ဟောဘယ်ကိုရောက်လာလဲရန်ကုန်ရောက်လာတယ်ပူတဲ့ယာတိရောက်ရင်မေမြို့ရောက်လာတယ်မိုးများတဲ့ယာတိရောက်ရင်တဲ့မိုးရွာပြီးရင်ရေပြောက်သွားတဲ့သခိုင်းတောင်မှာပဲတတိတော်သတင်းသုံးတယ်ဘယ်မှမသွားဘူးတဲ့အဲ့တော့ယာတိဝုဒ္ဓ၄လကိုပြိဿရေခန္ဓာကိုယ်ကိုယာတိနဲ့လိုက်တဲ့နေရာမှာသွားနေပြီးတော့ပြင်ပေးလိုက်တဲ့အခါမှာတို့ပြိဿဆရာတော်ဘုရားကြီးအသက်ရှည်သလားမရှိဘူးလားအေးတို့အားလုံးလည်းပဲအသက်ရှည်ခြင်းနဲ့ဆိုရင်မိမိရဲ့ယုတ်တရားကိုဥတုယာတိကိုဆန့်ကျင်ပြီးတော့မနေထိုင်ပါနဲ့အဲ့ဒါဆိုရင်အသက်ကလေးရဲ့ရှည်သေးလို့ဥတုယာတိနဲ့လိုက်အောင်နေကြပါလို့ဆိုဟုတ်လားဒါဆိုရင်ကံစိတ်ဥတုအာဟာရနံပါတ်၄ကအာဟာရကဲတို့ခင်ဗျားတို့ကမစားဘဲနဲ့နေလို့ရတယ်ကျမ်းမာရေးမကောင်းရင်သာပြိဿမစားတာကျမ်းမာရေးကောင်းနေလို့ချင်းခမင်းတစ်နှစ်လောက်မစားရရင်တော့ဒေါသတွေထွက်မလာဘူးလားဟမ်တချို့ဓမ္မကြီးတွေကြောင်းရောက်နေတိလည်းရင်းနှီးတဲ့လူတွေဆိုလို့ချင်း7နိုင်9နိုင်လောက်ဘယ်ကလှည့်လာကြတယ်လို့ဒီကောင်းလားဘယ်ဘုံမင်းချင်းဘာမှဖြစ်သွားတော့လဲကိုယ်စီတမ်းမလားဆွားကြောင်းမှတမ်းပြတယ်အခုကြီးလောကရှိတာချမ်းသာမှာလူတွေတုံနေပြီးစားနေတာဟောခမင်းတစ်နှစ်တော့စားလာရင်ဟန်ဆောင်နိုင်ရင်အဲ့တော့ပြိဿဒီယုတ်တရားကြီးကအာဟာရမမီဝဲရင်ရောအသက်ရှိပါမှာအာဟာရမီဝဲတိုင်းရောအသက်ရှင်ဟုတ်ရဲ့စားတိုင်းအာဟာရဖြစ်ရင်အိဘောခုကတော့တော်တော်ငြိမ်သွားတော့ဟိုကလုံခဲ့တဲ့5-8လတစ်နှစ်လောက်တော့ဟိုရွှေဘုကများသွားပြီးတော့ခင်ဗျားတို့စက်သားဟင်းနဲ့ကျွေးမယ်လို့စားရတယ်အဖြစ်လို့တုတ်ကွေးကလူစီပြန်ပြေးလာတဲ့အခါဘယ်မှကုပြန်မဖြစ်ဘူးဟုတ်လားဒါပေမဲ့မြန်မာနိုင်ငံတော့ကြောက်ကြမလို့ပါဘူးအဲ့ဒီအင်းနဲ့ခင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကြက်တုတ်ကွေးကြက်မှဖြစ်လို့ဖြစ်တော့မသိလူကူးတာလားလူပို့ရောက်လာတဲ့အကြောင်းမရှိဘူးသူဈေးကြည့်တာလည်းဘယ်သူမှမစားနိုင်ဘူးဟုတ်လားမစားနိုင်တာလည်းကိုကြက်တုတ်ကွေးဖြစ်ကြဘူးမလို့တော့ဟုတ်လားအဲ့တော့ပြိဿအစာအာဟာရဆိုတာစားတိုင်းအာဟာရမဖြစ်ဘူးပြိဿအသက်ရှည်ခြင်းဆိုတော့ဘုရားကြီးမိတ်တဲ့စကားလေးအသက်ရှည်ခြင်းနဲ့ရှာအကြိုက်ကိုမစားနဲ့ခန္ဓာအကြိုက်ကိုစားပြိဿဘာကြိုက်စားမလဲကဲကျုပ်တို့ခင်ဗျားတို့တော်တော်များများရှာအကြိုက်စားတာခန္ဓာအကြိုက်စားမလီတပည့်တော်ကမုန်းငါမစားရင်တရက်တော့မနေနိုင်ဘူးတဲ့ဘုရားကလာတော့ကြွားကြတာဒီကလူတွေမုန်းငါဆိုတာပကြီးဆွဲကြည့်ရမလို့ဖြစ်တယ်ကလေးကြီးမှာမုန်းငါမှမရှိအဲ့ဒါဘုံဘုံရဲ့ဗမာပြည်ကထွက်လာတာ3ရက်ရှိပြီတဲ့မုန်းငါမစားရ3ရက်ရှိဘယ်လိုနေရာမှတော့မသိဘူးလေအဲ့တော့ငိုတာပြလိုက်ခြင်းကျတို့က3ရက်ရှိပြီမုန်းငါမြင်တော့မမြင်ဘူးတော့ဘူးအဲ့တော့မြန်မာလူမျိုးတွေကရှားကိုအလိုမလိုက်ဘူးရှားအလိုလိုက်တဲ့အတွက်ကျတို့မြန်မာနိုင်ငံကတွေးလို့နှလုံးစီးကြိုလေးများပေါ်တဲ့နိုင်ငံမရှိတော့ဘူးမြန်မာနိုင်ငံရဲ့ထုတ်ကုန်အခုပါလေစီးကြိုယောဂမြန်မာနိုင်ငံထွက်တာစီးကြိုယောဂလည်းဒီဘက်ထွက်တယ်ဟိုနိုင်ငံကုလဲဒီနိုင်ငံကုလဲအဲ့တော့ပြောလို့လားအသက်ရှည်ခြင်းနဲ့အာဟာရကိုကျန်းမာရေးနဲ့ညီအောင်စားမယ်ဆိုရင်တစ်သလုံးမှတ်သွားရှားအကြိုက်ဘယ်တော့မှမစားနဲ့ခန္ဓာအကြိုက်ကိုစားခန္ဓာကိုယ်မှာကတွေးလို့စီးကြိုနှလုံးယောဂရှိနေတယ်ဒီအခါမစားရင်မရဘူးစားကိုစားရမယ်ဆိုရင်မကြိုက်လည်းပဲအသက်ကလေးအောက်ပြီးတော့တစ်ချက်မျိုးချလိုက်တော့အဲ့ဒါပဲမလီတပည့်တော်ကဒီမလိုက်ငယ်ဆိုရင်မြင်းငယ်ကလေးကကြိတ်ခဲ့တာမရဘူးဖြစ်ချင်းဖြစ်စားမှာပဲဟုတ်လားစားခဲ့လိုက်တာစားလဲစားရောတက်မယ်မအမေကြီးကတော့မပြီးပြီထင်တယ်ဝေးပြီထင်တယ်အဲ့ကျမှတန်းတာနေမရတော့ဘူးဟုတ်လားဒါကြောင့်အသက်ရှိခြင်းရှားအကြိုက်မစားနဲ့ခန္ဓာအကြိုက်စားဟုတ်ပြီလားအဲ့တော့ဆရာဘုရားကြီးကတတ်တော်65နှစ်ကလေးကဘယ်ဆုံးကမှမလိုက်တော့ဘူးဘာဖြစ်လို့လဲဆရာတော်ဆိုဟာအရှင်ဘုရားသူတို့အိမ်ပေါ်ရောက်ရင်သူတို့ကအတင်းဟာဘုံဘုံကြီးထဲပါအောင်ဘုရားထဲပါအောင်ဘုရားနဲ့မတည့်တာလည်းအကုန်ထဲတဲ့တာလည်းအကုန်ထဲတော့ကိုကအားနာတော့စားရင်နဲ့တခါတလေကြောင်းပြောင်မရောက်ဘူးယောဂတက်လာပြီဟုတ်လားမဟုတ်ဘူးလားကျတို့မှာတော့အဲ့ဒါတခါကျတော့ဆရာတော်သတိရတယ်ဟုတ်လားတခါကျတော့ဘုန်းကြီးဆိုတော့သူတို့ကမှစားတာဆိုတော့မကျင်းဘုံဘုံခြေလေးကြောင်းသားစားတာကျုံတဲ့အခါတော့လည်းစားတာဟုတ်လားမစားလည်းပဲနောက်မကတ်မှသူတို့နည်းနည်းတော့စားပြရတယ်ဟုတ်လားရှင်ဘုရားပဇွန်ညင်လေးထည့်ခြင်းလို့ကိုယ်မှသွေးလို့ရှိမှတော့ဒီသားပဲဘာတို့သွေးလို့ရှိတဲ့ပဇွန်ညင်မစားဘူးဒီဘုန်းကြီးကြီးများနဲ့နောက်မကတ်တော့ဘူးနောက်တစ်ကြောင်းပြောင်းတော့ခက်ရကြီးရတော့တဲ့တော့လဲစားတာပေါ့ဟုတ်လား
အခါတလေများညာပရိသတ်ရေစားရင်နဲ့တခါလေရက်တောင်ထဲမှာအစာဖြက်စီးရတခါလေဖြစ်လာဟာကျောင်းမရောက်သေးဘူးကားပေါ်မှာလည်းဟာမလေးငါတို့ဒီနေ့စားရများပြီဆိုအစာဖြက်လေးတခါလေတွေ့ခဲ့အဲ့တော့ပရိသတ်ရေဆိုတော့ဘုရားကြီးကတော့ကျောင်းမှာပဲနေတယ်ဘာဖြစ်လို့လဲလာသမျှဆွဲရင်ကအကတ်ခံတာအကုန်လက်ခံလိုက်တယ်ပြီးတော့မှယဟန်၅ပါးကိုကဲဝိုင်းရအောင်ဆုံးဖုံးပြီးအောင်ကြွားဆိုတော့ဒကာဒကမတွေလည်းကျန်တဲ့ဘုန်းကြီးဘုန်းမင်းတွေညမြင်တော့သူတို့ချက်တဲ့ဟင်းလေးဘုန်းမင်းတွေဆိုကျင်းလာတာဆိုတော့ဘုရားကြီးကတော့အဲ့ဒီမှာကပ်ပြီးဆရာတော်အတွက်တိတ္တချက်ထားတဲ့ဟင်းလေးကိုပဲလိုက်လျောတာလေးနဲ့ပဲဖုံးပြီးတယ်ဒီတော့အစားကြောင့်ဆရာတော်ဘုရားယောဂတိုးသလားဘလို့ခင်ဗျားတို့ကြတော့အလူအိမ်သွားဝန္တာလည်းမမြင်ရတာတော့ကြာဟုတ်လားကျက်သားလည်းအိမ်မှာပကြီးဆွဲကြည့်ရမလို့ဖြစ်တဲ့အခါကျတော့မတတ်နိုင်ဘူးဟုတ်လားအဲ့ဒီအချိန်မှာအချိန်ကြီးမကောင်းတော့ဘုန်းကြီးတရားရှင်တွေတရွေးမျိုးမချောက်ပဲဘောကမလီတော့ပြီးမပြီးနိုင်ဘူးမဟိပတ်ကြမြင်းနေရတာရှာရပါပြည့်ဟုတ်လားအဲ့တော့ပြိတ္တရေကိုယ်နဲ့တက်တာမတက်တာနောက်မှဖေးကူတော့မယ်စားရတော့လို့တွေ့ထက်လိုက်အောင်ပါလို့တွေ့ထက်လိုက်တဲ့အခါကျတော့အိမ်ရောက်တော့ဖြစ်ထက်လိုက်တာပဲအဲ့တော့ပြိတ္တရေအသက်ရှိခြင်းနဲ့ယောဂရုပ်တရားကြီးပေါ်မှာမဝင်နေဘူးဆိုရင်တဲ့ရှာလို့အလိုမတိုင်းနဲ့ခန္ဓာရဲ့အလိုကိုလိုက်ဖြစ်အောင်လိုက်တဲ့အဲ့တော့ပြိတ္တကံရဲ့စိတ်ရဲ့ဥတုရဲ့ဟာရရဲ့ပြီးမသွားဘူးလားအဲ့ဒါဘာကိုဘာကစောင့်တာအသက်ကိုညာကစောင့်တာဟုတ်လားဥစ္စာကိုကံကတာစောင့်ခိုင်းလိုက်တော့မြောက်ကလာတကတွေထိုင်လို့တော့ငိုပြီးတော့မတတ်နိုင်ဘူးငိုလာကြည့်ရတာပေါ့ဟမ်အဲ့တော့အသက်ကိုညာစောင့်တာဒုပိဋကသဘောပေါက်လိုက်ပါလားခုနကပြောသလိုပဲကလေးလေးရဲ့ကံကိုပဲကိုကပြင်ပေးရတာကိုယ်ကံကိုကတော့ပြင်လို့ရမနေဘူးလားရနေတယ်ဒီတော့ဥစ္စာကိုကံစောင့်နေဥစ္စာကိုဘယ်သူကစောင့်ယုံလားမယုံဘူးလားဒီထဲမှာကိုယ်တိုင်သိတဲ့လူတွေကြီးပဲပြိဿစိတ်ကတယံကနေနှစ်ယံဖြစ်လာတဲ့လူတွေရောမပါဘူးလားကမ္မကောင်းအကြောင်းမလားလို့ဘိုးတော်နဲ့အပေါင်းပြီးလို့နှလုံးသုံးလုံးထိုးကွဲသွားတဲ့အခါစိတ်ကလည်းအတူကြီးနေရောက်ပေါ်ရောက်လာတာမပါဘူးလားကိုယ့်ကိုသိပါလေဟာအဲ့ဒါဥစ္စာကိုကံဆောင်နေကျွတ်တို့အညာဒေသမှာလို့ရှိတယ်စီဝါရေးတွေတဖြည်းဖြည်းတိုးတက်လာလူကြီးတွေကပြောကြတယ်ဟဲ့ကောင်းလေးလူကြီးတွေဆိုအသက်ကြီးတဲ့လူကြီးတွေပြောတာနော်ဟုတ်လားကိုလူကြီးပြောတာမဟုတ်ဘူးမလားဟဲ့ကောင်းလေးတွေကောင်းမလေးတွေမျိုးစီမွေးတိုးတက်လာနေအလူလေးလုံးနဲ့အောင်အလူလေးလုံးအောင်တန်ခါလေးပြည့်ဆုံးလေးကပြည့်ဒီတရားလေးနားနိုင်အောင်ဘာပြောတာပါလဲလို့ငင်းနေရမလို့ဟုတ်တာပေါ့ကုသိုလ်ကံကြောင့်ရလာတဲ့စီဝါဥစ္စာကိုကုသိုလ်ကံနဲ့ဆင့်ပြီးတဲ့အခါမှာဒီစီဝါဥစ္စာကငြိမ်သက်နဲ့တည်တာဟုတ်လားအခုရန်ကုန်မြို့မှာတော်တော်များများပြိဿနှလုံးသုံးလုံးဘောလုံးလုံးတဲ့လူတွေပါလားမပါဘူးလားထိုးလားမထိုးဘူးမပေါက်တဲ့အခါကျတော့မငြင်းဘူးလားပေါက်တဲ့အခါကျတော့ဟိုရှိကကုံခဲ့တာလေအကုန်မေးပြီးတော့ပေါက်ပြီးကွာသွားမယ်ချောင်းတာသွားမယ်ပကံညောင်ဦးဟုတ်လားသွားထည့်လိုက်တာပြိဿရေအပြန်လာကားကားနဲ့စားစိတ်နဲ့ရှင်းထုတ်လိုက်ရောကျွေးတာမကြည်ထားတာဟုတ်လားအဲ့တော့ပြိဿရလာလို့ရှိရင်ကျွတ်တို့မြန်မာလူမျိုးကစိတ်စိတ်ခံပြီးတော့ပျော်ပါဖို့ပဲစဉ်းစားတာအလှူတန်းလေးလုပ်ဖို့နည်းနည်းမှမစဉ်းစားမိဘူးဟုတ်လားအဲ့တော့ပြောလို့တာကဘာကြောင့်လဲစီပွားဥစ္စာဖြစ်လာတဲ့အတိတ်ကံပြစ္ဆုတ်ပံကံဒီကံနှစ်ခုတည်းကတစ်ခုအားကောင်းရင်ဓမ္မမို့နှစ်ခုလုံးအားကောင်းရင်စီပွားဆိုတာဖြစ်မလာဘူးလားကဲခိုးတော့ကဘာမှမရှိတဲ့လူတွေကိုယ့်ရှင်မှာပဲနေထိုင်ဟိုပေါင်းဒီပေါင်းဟိုကတ်ဒီကတ်နဲ့ကြီးပွားလာတာမရှိဘူးလားဒါလည်းကံပဲလေဒါသူကံကဒီချိန်ဒီလိုလူဒီလိုဖြစ်လာရင်ဒီလိုပေါင်းဒီလိုရဖို့တန်လာရင်ဖြစ်တာပဲသို့တော်မလေးအချိန်တန်သွားတော့အဲ့ဒီလူတွေဟိုရောက်ဒီရောက်ဟိုပြောက်ဒီရောက်ပျောက်သွားပြီဆိုတော့အဲ့လူတွေကြံလေးတာဒါလည်းကံပဲလေဟုတ်လားအကုသိုလ်ကအလှည့်ကျသွားတာဟုတ်လားဒီတော့အသက်ကိုညံဆောင်တယ်လို့ဥစ္စာကိုလည်းကံဆောင်ပါတဲ့မိမိတို့ရဲ့စီးပွားဥစ္စာတွေတိုးတက်ပြည့်စုံနေတာအမြဲတမ်းဖြစ်ခြင်းနဲ့ရတဲ့စီးပွားဥစ္စာပေါ်မှာဧကာစားကကာမဂုဏ်ခံစားတာနဲ့မကုံပါစေနဲ့ဆင်းရဲတဲ့အချိန်လေးမှလည်းပဲကိုယ်စွမ်းနိုင်တဲ့ခရီးလေးနဲ့ကောင်းမှုလေးတစ်ခုပြုတ်လို့မရဘူးကိုယ့်ရဲ့ကုသိုလ်ကံရောက်ဆက်ပြီးတော့ချမ်းသာသွားတဲ့အခါကျတော့ချမ်းသာတဲ့အချိန်ရောက်လာအိုးကြည်စမ်းငါတို့ဒီဓာလေးလူတော်ကဒီလောက်ပဲချမ်းသာတာအခုဒီကုသိုလ်ကောင်းမှုတွေကငါတို့ကိုပံ့ပိုးလိုက်တာအခုအများကြီးတူနိုင်ပြီဆိုပြီးတော့ခရီးကြီးကိုကြည့်ပြီးတော့ဆင်းရဲတော့ကအလူလေးဟာကိုယ့်ကိုကံကောင်းအောင်ဆင့်ခဲ့တယ်ဆိုတာကိုအာရုံပြုလို့မရဘူးလားဟောကိုကကံကောင်းတဲ့စီဝါဆင်ပြေလို့လှူလိုက်တဲ့အချိန်မှာရလိုက်တဲ့ခရီးကြီးကလည်းကံမကောင်းလို့စီဝါကြီးပြည့်စုံသွားအောင်တော့ဟိုခုချိန်မှာမလှူနိုင်နေမဲ့လို့သိဝမ်းနေစရာတော့မလိုပါဘူးတို့လှူနိုင်တော့ကဒီကောင်းမှုကြီးလှူခဲ့ဘူးတာပဲဆိုပြီးတော့ကိုကြည်စက်တဲ့ပီတိလေးဟာဝင်မလာဘူးလားအေးဒါကြောင့်ကံကောင်းအောင်လုပ်ဖို့ရန်အတွက်ကုသိုလ်ကံနဲ့စီဝါဥစ္စာတွေတည်ဖို့ရန်အတွက်ကိုကြည်ကောင်းမှုကံကိုဆင့်ပေးရတယ်တဲ့ကံကိုဆင့်မှကံမြင့်နေဟုတ်လားဒါကြောင့်
ဥစ္စာကိုကြတော့ဘာကစောင့်သံဃာစောင့်နေဒါကြောင့်တော့ပြိဿအသက်ကိုညာစောင့်ဥစ္စာကိုကံစောင့်ဆိုတဲ့ဒီစကားဟာမစ္စည်းမကုံကြီးစကားမဟုတ်ပါဘူးတဲ့ရှိရှိဆရာကြီးတွေရဲ့အဆိုအမိန့်မှာပါလို့ဆိုတဲ့အကြောင်းဒီကလေးညပြောရင်းနဲ့အသက်ဉာဏ်ဆောင်ဥစ္စာကံဆောင်၍ဘဝမှာတိုးတက်ပြည့်စုံတဲ့မိသားစုဘဝအမြဲတမ်းရကြပါစေလို့ဆန္ဒချွေပါတယ်ဒီလေတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒေသနာအဘိနန္ဒနာစေတေနသာဓုသာဓုတိပါဒထာသာရောတရားနာနာကြပါလေမြတ်ဓမ္မပေါင်းသူတော်ကောင်းတို့တုံးမေတေသူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓအဖျာဖျာကိုပြီးသွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအတ္တလောမဒေတိကံတဆင့်ခံလာဟောကြားအပ်သောဣမန္တမဒေသနာအသက်ရှိခြင်းနဲ့ဘုရားအတွက်ကံစိတ်ဥဒ္ဓအာရ၄ပါးညီအောင်စောင့်ရမယ်ဆိုတဲ့အကြောင်းဥစ္စာရိတိတံဘုရားအတွက်ကံကိုဆင့်ရမယ်ဆိုတဲ့အကြောင်းနဲ့ဆက်ရှင်တဲ့ဣတရားဒေသနာတော်မြတ်ကိုသူရိဇဝါကောင်းသောယောသေနာကြကြကုန်ပြီဖြစ်၍အဘိနန္ဒနာစေတေနာအလုံးနှစ်သာရွှေလန်းဝါမြောက်ဝါသာပိတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနာဟောရိကိုယ်တော်ငါတို့နှစ်ခါပင့်တာငါတို့တလန်းလေးပဲနှစ်နာရီကြော်လေးပဲပေါင်းပြီးတော့ဟောသွားတယ်လို့တရားတစ်ပွဲဟောတာတော့မှနှစ်နာရီခွဲလောက်အချိန်လေးပြီးတဲ့အတွက်နေတယ်လို့ထင်အပြစ်တွေများဝင်လို့မကြည်မချမ်းနဲ့များကြံရည်ခဲ့ကြမယ်ဆိုရင်ပရိသေကိုအတွက်နဲ့ကိုဟာကိုတော့အမောမခံနိုင်ဘူးမကြည်နိုင်ရင်မြောက်ကလာဇာမင်းဝဲစီကိုလိုက်ပြီးတော့နာနိုင်ပါတယ်အဲ့ဒီကြရင်တို့ပရိသေကိုအလွန်ချစ်တဲ့အတွက်နောက်ထပ်2နာရီဟောပြီးမယ်ကျုပ်ကတော့ခေါ်ရခမရတို့မလိုက်ရင်တော့ခမရတို့အကြောင်းဆိုတဲ့အတွက်ကြောင့်ကိုယ်အကြောင်းကိုပြန်တွေးပြီးတော့စိတ်ကြီးလေးလို့ကြံရင်မနေပါနဲ့ကြည်ကြည်လင်းလင်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်တန်ကိုပါဒထာသူရင်သူဝါလူမြတ်ထား၍ကောင်းစွာမှသွေကျူရင်လိုက်ကြ